အနန္တ၅ပါးကိုရှစ်ခိုးပါ၏ဗျာလောက်လေဗျာငုတ်တုတ်ကြီးတွေဥသုံးကြီးမဲရှစ်ခိုးပါဗျာဆိုငုတ်တုတ်ထိုင်မေ့တာခင်ဗျားတို့ဒီနေရာတစ်ချိန်လည်းမကပါဘူးခင်ဗျားတို့နောက်ခဏဟောနေတာကိုရှစ်ခိုးပါ၏ဆိုပြီးပါဇက်ကပြောသလိုတော့လုံးမပေါ့ဒီခေတ်ကြီးဒေသကြီးနောက်ဘုန်းကြီးဦးသတိလတရားနာရင်ရှစ်ခိုးပါ၏ဘုရားဆိုပြီးဒီလိုငုတ်တုတ်ကြီးနေဦးမလားမနစ်ကလည်းဒီတိုင်းပြောတာမေ့တာခင်ဗျားတို့ဒါအနန္တ၅ပါးကိုဘုန်းကြီးကတညာတည်းရှစ်ခိုးစေခြင်းလားညတိုင်းလားညတိုင်းကျွတ်တို့အမောခံပြီးတော့တိုက်တွန်းရရှစ်ခိုးမှဘုန်းကြီးတို့မောချိုးနှပ်မှလားရှစ်မခိုးမှမောချိုးနှပ်မှာရှစ်ခိုးမှမောချိုးနှပ်ပေးနာကြီးလည်းအညောင်းခံပြီးတော့တရားနာကြရရှစ်ခိုးမှညောင်းချိုးနှပ်မှလားရှစ်မခိုးမှညောင်းချိုးနှပ်မှာဒါကြောင့်ညတိုင်းရှစ်ခိုးကြပါတော့အိယာလေးခင်တူးလေးတုပ်လက်အုပ်ကလေးချီလို့ညတိုင်းရှစ်ခိုးကြပါဆိုတာကျုပ်သတိပေးပြီးတဲ့နောက်တရားနာပရိသတ်ဝိပဿနာပိုင်းကျုပ်ရှေ့ပိုင်းမှာဒီကနေ့မဟောနိုင်ပါဘူးဇတ်ထုတ်ပဲစကြင်ပါလေနောက်ပိုင်းကျမှဉာဏ်စဉ်လေးပါလေးတက်သိရင်ကျုပ်တို့တက်ကြတာပေါ့ဗျာဒါကြောင့်ဇတ်ထုတ်ကိုစကြစို့ဘုန်းကြီးဟောမဲ့တရားခေါင်းစဉ်တတ်ထားတာပါတဲ့ဘုရားမှာနှစ်ခါဆုံးတယ်အဲ့ဒါဘုရားကိုယ်တော်မြတ်ကြီးသက်တော်ထင်ရှားရှိတော်မူစဉ်အခါတုန်းကကျွတ်တို့အာလဝီပြည်ရဲ့အနီးသစ်ပင်ကြီးတပင်အောက်မှာဘုရားကိုယ်တော်မြတ်ဟောတော်မူတယ်အန္တိဘုတောအယံလောကောတနုကိထာဝိပါဒတိတကုနောဇာလမုတ်တောဝါအာပောဟောတက္ခာယခိစတိဒီဒေသနာကိုဘုရားဟောပါဠိပဲမဲ့လို့နည်းနည်းလေးအဝေးအဝိုက်ကလေးနဲ့နားထောင်ကောင်းအောင်တော့ပြောကြတာပေါ့ဗျာအာပောဟောကြီးကစားရဲမပါဘူးဒါနဲ့တာရှိနာနိုင်အောင်နားမညောင်းအောင်လို့ထက်မှတရားသဘောသာမှတောင်ဟောမြောင်းဟောကတော့နိဗ္ဗာန်ရဖို့တစ်စက်မှပါခြင်းမှပါမှာဒါရှင်းအောင်ပြောရတာလေဒီတော့တရားသဘောမှမြေဝလာကျွတ်တို့ဥလသိကြီးဓာပြားသွင်းထားအာသံရှာသံလေးတွေဆိုတာထဲရနာမရူပဟာကဲဟာကြီးကဘာကုန်ပါထဲရတယ်ဗျနာမရူပဟာနိဒံကာယေဥပ္ပါဒဝယဓမ္မိကံဥပ္ပိစိတဝနိရောဇံဝါဟာပါဘူးလို့ဟာကြီးကထဲရတာဗျဥပ္ပိစိတဝနိရောဇံဝါဟာအနိစ္စဝခယထာတောဒုက္ခံစေဝဟာဝယထေနအနတ္တံအသာရကထာတောဆိုတော့ဓာပြားဝယ်တဲ့လူကသိုးဘူးกว่าဆိုအိတ်ထောင်ထဲကဖက်ဆံလေးခုန်ထွက်တာပေါ့မှတ်ထားဗျအာဃာရှာသံဆိုတာဒါကြောင့်ကျွတ်တို့လည်းထဲရပါတယ်တာရှိနာနိုင်တဲ့နီးပေါ့နားဆွင့်တဲ့နီးပေါ့အာယုံ၅ပါးနဲ့နေတဲ့လူတွေဆိုတော့နီးပေါင်းစုံနဲ့ဆွဲဟောရပါတယ်ဗျာယေဝနာကျွတ်တို့ဟိုအုံမာရဏီဇတ်ထုတ်တယ်ပါဠိပဲမှာကမလို့ခုံမလို့လေးလေခေမာဥပလောနာသပရသရိသဂောရမိဓမ္မရိနာမဟာမာယာဝိသခာသာပိဟာဟိမဟုတ်ဘူးထဲရတယ်ပြိဿမထဲရဘူးလားပြိဿကြီးဓမ္မတာရှိနာနိုင်မှာကိုဗျပြီးတော့ရှိသေးညီတော်မင်းနာနဲ့ဘဂဝါယေကဟိတဝနာဟာနန္တံကိစ္စတိတေပတိတုံမေဟိဝိနာဘဝယာဟာကရိကတိနရုတ္တမောဆိုတော့နားထောင်ကောင်းတာဗောဗျမှန်လားပြိဿကြီးမှန်ပါဗျ
ယင်းလာပြပြီးတော့ရှေ့ပိုင်းရွတ်ထားတာလေယထာအာဂရံဒုသနာဝုခိသမတိဝိဇတိအမဒီလိုလာတော့ဗျဧဝံအဘာဝိတံစိတ်တရာဟောသမတိဝိဇတိပေါ်ဗျာထဲရတယ်ပြိဿကဲဥလသိမ့်ကြဗျာအယောင်းတွက်ပြီမဲ့လို့ကျွတ်တို့ကြိုက်ဝိုင်းဆရာတော်ကြီးဘုန်းကြီးကြီး80ကျော်မှသွင်းတော့ရှင်သာရိပုတ္တရာမေတော်ချုပ်ခါဓာတ်ဆက်တွေမေးကြည့်တယ်တိဘူးတဲ့ကဲဖိုးကြီးတန်ဘုန်းကြီးတန်မဝဲဘယ်ဝဲမတော့ကြိုက်ဝိုင်းကရိုးရိုးကြီးဓာတ်ထောင်ကြီးကြိုက်ဝိုင်းတန်ကျုပ်ပြောဗျယရာယအစဉ်သောရီတော်တွန်းစိန်သောသတ္တိတရိတဝေထွက်လာတဲ့ကဒီသားယရာယအစဉ်သောရီတော်တွန်းစိန်သောသတ္တိတရိတဝေဘောရဏီပိစုကန္နဝါဘောရိတိဓမ္မတိသသသုဓာတ်ဆက်ဖွင့်တဲ့လူကစာအိတ်ချင်တယ်ဗျအဲ့ဒါလို့ခွက်ချကုန်တာပြိဿအစာဆုံးမစားကောင်းတယ်လို့ဖြစ်မှန်လားပြိဿကြီးမှန်ပါဗျာကျွတ်တို့ရဲ့ဆရာကြီးသာယာပတိဦးငင်းရကြတော့မင်းသားကြီးသာကျွတ်တို့ရဲ့ဆရာကြီးဆိုပေမဲ့လို့ကျွတ်တို့ကိုယ်တိုင်တော့တရားနာပြိဿကြီးဆရာတော်ရဲ့ထောင်မှာမမိခိုးလိုက်ရပါဘူးမန္တလေးလာတရားဟောတော့စာအုပ်တွေသွားပြီးပူဇော်တော့ဘာတော့ကွယ်တဲ့မန္တုလဥဆိုင်တိုက်တဲ့ပြီးတော့စာအုပ်ပူဇော်ခြင်းလို့ဗျာဝါသနာပါသလားတဲ့ဆရာတော်ဘုရားရဲ့တရားတွေပြီးတော့သိဝါသနာပါတယ်ဗျာကြောင်းကြတပွဲပြန်ဟောတာဗျာဒီမင်းငါလို့អော်ရဲလားဟိអော်ရဲပါတယ်ဗျာអော်စမ်းကွာဆိုကျုပ်ကတောက်လျှောက်ကောက်ပေါ်နောက်တစ်ခေါက်လာရင်မင်းလိုက်ခဲ့တော့ခေါ်ပါတယ်အဲ့ဒီပြောပြီးတဲ့အခေါက်ပဲပြန်တော်မူသွားလို့ကျုပ်ဖြင့်မြဲရည်တောင်ကြမိနီးမခံလိုက်ရပါဘူးသို့တော်လည်းပဲသူဟောတဲ့နီးအတိုင်းယူထားတော့ကျွတ်တို့ကြားဆရာပေါ့ဗျာအခုဥလသိန်းတို့ဆိုတာလဲကျွတ်တို့ရဲ့ကြားဆရာပေါ့ကျုံနာဘူးတဲ့ဓမ္မဂတိကဆိုရင်ကျုပ်ကတော့ကျုပ်ဆရာကြီးပဲတွေ့ထားကိုရင်လေးဟောလို့နာလဲကိုရင်လေးလဲကျုပ်ဆရာပဲကိုရင်လေးထာငါယူရင်ကျွတ်တို့ကစုံအောင်နာတာတရားရှုံးအောင်မနာဘူးတရားဆိုတာနာရရင်အရှုံးမရှိဘူးဗျမှတ်ထားကြလိုချင်တာယူတာပေါ့ဗျမလိုချင်တာထားပြခဲ့တာပေါ့ဘာဖြစ်တော့ကျွတ်တို့ကတရားရှုံးအောင်မနာဘူးဒါကြောင့်တရားများနာရရင်မရှုံးဘူးဗျမနာရရင်တော့ရှုံးပြီလားမှတ်တော့အိမ်ကထွက်ကြတဲ့ကရှုံးပေါင်းတယ်တရားပွဲရှိတဲ့ပြောတယ်ကွာငါသွားဝေခွန်လိုက်ဦးထွက်ကြတဲ့ကလိုချင်တာယူဖို့မဟုတ်ပဲငါသွားဆန်းစစ်လိုက်ဦးမငါသွားအကဲခတ်လိုက်ဦးသဘောကျခေါင်းတစ်ဆက်ဆက်ကြီးသဘောမကျရင်တို့ကဒီတရားမျိုးနာတတ်တယ်မဟုတ်ဘူးတို့เจ้าလည်းမင်းတို့သိတယ်မဟုတ်လားကွာတို့ကဘယ်လူကောဘာသွားရောတော့ချောင်းကင်ဒီအဆင့်ဗျာနိဗ္ဗာန်ရောက်မယ်ဆင်လားဆိုတာစဉ်းစားဖို့ဗျနိဗ္ဗာန်ရောက်မယ်ဆင်လားဆိုတာစဉ်းစားဖို့နော်ဒါကြောင့်တရားနာရရင်အရှုံးရှိဘူးကျွတ်တို့စုံအောင်နာတာဘုန်းကြီးတွေကဆိုရင်သာယာရူကြီးကကြိုင်ဝိုင်းဥိနကမန္တလေးမြို့ရိပ်သာဆရာတော်တွေတိပိဋကအနိစခန်းဝေဇောခန္ဓာယုံစုံလို့ကြုံမနာဘူးတာမရှိပါဘူးလူတွေကဆိုရင်ဥလသေးဥဆန်းထွန်ယရနာဘုံဆရာချစ်ရွှေပြည်ဥပဒေကျွတ်တို့စုံအောင်နာတာကိုရင်လေးဟောနာတယ်ကျောင်းသားလေးဟောနာတယ်ယောက်ျားဟောနာမိန်းမဟောနာမန္တလေးမှာထွန်းရှင်ဟောတယ်ဆိုလို့သွားနာလိုက်သေးကြိုက်ပါဗျာမထွန်းရှင်လဲတရားပြောတာပရိအုပ်မီအောင်ဟုတ်တာကိုဘုရုဘာသာဖြစ်သွားစုံအောင်နာတာဗျလိုချင်တာယူတာပေါ့မလိုချင်တာမယူပဲနေတာပေါ့ဒါကာဘာလုတ်ပြောနေတာမဟုတ်ပါဘူးကျုပ်ကကာဘာလုတ်เสียမလိုဘူးတောင်းမှန်ဟောရတယ်ဘုန်းကြီးတောင်းမှန်ပြီးသားတမျိုးလုံးဆရာတော်သံဃာတော်ရှင်မြတ်များခြေတော်ရင်းမရောက်ပေမဲ့လို့ဟောဒီလူကြီးပိဋကလူကြီးမိဘအရွယ်တွေနဲ့သံဃာတော်ကြွရောက်တော်မူလာကြတယ်ညီတော်နောင်တော်တွေနဲ့ဆရာတော်သံဃာတော်တွေနဲ့ကျုပ်ကတရားဝဲတိုင်းနဲ့အလင်းသိရင်အပ်ပါနှုတ်နဲ့မကပါဘူးဗျာမကြိုက်ဘူးဆိုရင်ဖြင့်ဟေးဇတိလာဒါတို့မကြိုက်ဘူးကွာလို့နှုတ်နဲ့မဟုတ်ပါဘူးဒုံနဲ့တက်ရိုက်ဆုံးမတော်မူကြပါဗျာဒီလိုအပ်ပြီးသားဆိုတော့ကျုပ်ကာဘာလုတ်เสียမလိုပါဘူးမှန်လားပြိဿကြီးကာဘာလုတ်တဲ့အနေမျိုးပြောတာမဟုတ်ဘူးတရားနာတာကိုတရားနာပြိဿရှုံးအောင်မနာစီခြင်းလို့ကဲဒီတော့ကောင်းပြီတရားနာပြိဿသာယာပတိဦးကြီးရကြတော့ကျွတ်တို့လို့မဟုတ်ဘူးကျွတ်တို့ကမှန်ရလားပြိဿဒီတိုင်းမေးကျွတ်တို့သာယာပတိဦးကြီးရကြီးကမဟုတ်ဘူး
မထိတ်တထိတ်လေဘေးလာယူမရလားဟောလားမပြီးဘူးနာဘူးပါတယ်မန်းလေးမျိုးကနားထောင်ကြည့်ပေါ့လားကိုပြီးအောင်မပြောဘူးမထိတ်တထိတ်လေဘေးလာယူမရလားလားမပြီးဘူးမှန်တယ်တတိတို့မှန်လုံးလို့ခက်ကုန်ကြီးကွဲတို့လေပြောလေဣနိုင်ပြန်တစ်ချက်တစ်ချက်ထိအောင်ဟောပြန်ကျင်စိတ်မရှိနောက်ဒါကြောင့်တရားနာပြိဿကျွတ်တို့အဲ့ဒါလို့စုံအောင်နာခဲ့ပါတယ်ပြိဿဒါတရားဘုန်းကြီးတွေပြောနေတာမင်းသားတွေကြောင့်ပြောဂုံတော်ဂုံမမဟုတ်ဒီမန်းတို့ကြစာသားလေးနဲ့သချင်းဆိုတာကအစအရင်မူလားတနာမကင်းနိုင်ကြပါနဲ့ဟဲ့ဟဲ့ဟောဟဲ့ဟဲ့ဒီပါဒီပါလားကိုင်းကြိုင်ကုန်လိမ့်မယ်ဗျာတကြပါစို့ကာထာတပုတ်ရုပ်ခါရှိသေးရှေ့ကိုမတိုးနိုင်အောင်ကြဒီတော့ကောင်းပြီလေခုနကကာထာလေးကပါတယ်အာဒီဘူတော်ယံလောကတနုကိထာဝိပါသတိသကုနောဇာလမုတ်တော်ဝါအပောဟောသက်ခာယခိစတိဒါဘုရားဟောပါအဲ့ဒီဒေသနာကိုဘယ်သူအကြောင်းပြုဟောတယ်လဲဖယားမှာနှခါဆုံးရှာတဲ့ကလေးမလေးအကြောင်းပြုဟောတယ်ကိုဗျအဲ့ဒီကလေးမလေးကဘယ်မျိုးသူပါလဲအာလဝီမျိုးသူအာလဝီပြည်သူလေးပေါ့အာလဝီပြည်အတွင်းမှာကျွတ်တို့ရက်ကန်းရက်စားရတဲ့ရက်ကန်းတယ်ကြီးရဲ့သမီး16နှစ်အရွယ်ကလေးမလေးသူ့နာမည်မေသုခလို့ခေါ်ပါတယ်ကျန်ကန်နဲ့ပါဒလားမမေးနဲ့မပါဘူးဒုက္ခကျုပ်ဝေးရချမ်းသာဒုက္ခရသွားလို့မေသုခပေါ့ဗျာနာမည်ပေးရလေအလွန်လိုတာပြိဿတချို့နာမည်မဲ့ကြမြင်ဘူးလားဒီကလေးမွေးခွာလာမှဟိုငွေတွေတိုးလာလို့မောင်ငွေတို့မောင်ရွှေတို့သူ့မွေးပြီးမှချမ်းသာလို့မောင်ချမ်းသာတို့တချို့ကြောင့်ဖေမေနာမည်ပါအောင်မဲ့ကြဖေကမောင်လှအမေကမတ်ချောဖေမေနာမည်ကောင်းမှမှဲ့ကောင်းသားလေးကြလှချောဖေကမောင်လှအမေကမတ်ချောသားလေးကြလှချောဖေမေနာမည်မကောင်းရင်လည်းမဲ့မကောင်းဘူးပေါ့ကျွတ်တော့အင်းဝပဲလင်မယားနှစ်ယောက်ရှိတယ်ဖေကကိုခွေးတယ်အမေကမခွေးတယ်သားလေးမဲ့ရင်ခွေးလို့မဲ့ဖို့ရှိဟာမကြပါဘူးဆိုမှကဲဒီတော့ကောင်းပြီလေနာမည်ကျုပ်ဟာကျုပ်ပေးတာပါပြိဿမေသုခလေးအဲ့ဒီမေသုခလေးအာလဝီပြည်တွင်မှာမိခင်မရှိသေးနောက်ဖခင်ကိုလှုပ်ကြွေးသမှုပြုပြီးတော့နေရရှာတဲ့ကလေးမဒီကလေးတော့ဖြင့်သုံးလောကထွတ်ထားသဗ္ဗညုမြတ်စွာဘုရားကိုရောမြတ်ကြီးကလည်းကျွတ်တို့အာလဝီပြည်တွင်သူချွေတယောက်ရဲ့အိမ်တို့ဆွမ်းစားအကြွသူချွေတယောက်ရဲ့အိမ်တို့ဆွမ်းစားကြွတဲ့အချိန်ခါမှာခလေးမလေးမေသုခဖယားကြွလာတယ်ဆိုတော့တရားနာခြင်းစိတ်ပေါက်ဖယားရွှေမျက်နှာတော်ကြီးလည်းဖူးခြင်းနဲ့တရားဓမ္မကိုလည်းနာခြင်းနဲ့ဒါကြောင့်အဖေရှိသွားပြီးတော့ဒူးလေးတုပ်လက်အုပ်ကလေးချီလို့ဖေသမီးတရားနာသွားခြင်းလို့ဟောဟဲ့သမီးတရားပွဲကဘယ်မှာတော့တရားပွဲကဒီအာလဝီပြည်တွင်သူ့ကျွဲတယောက်ရဲ့အိမ်မှာဘုရားကိုရောမြတ်ကြီးဆွမ်းစားပင့်လို့အဲ့ဒါတရားဟောမှာလေဖေရဲ့တာရုယာတာရုတရားနာခြင်းနဲ့သမီးတရားနာခြင်းစိတ်ပေါက်လာရဲ့ဆိုရင်အဖေတို့မိဘများဝမ်းမြောက်ရမှာပေါ့တာရုယာတာရုငါသမီးကြီးတရားနာပြီးတော့အဖေကိုလည်းပြန်ဖောက်တယ်ချနော်ဟဲ့ငါညီများနှမများမှတ်သွားကြဟဲ့လိမ္မာတဲ့သားသမီးဘယ်ခရီးသွားမိဘအတိပေးပြီးရှ िख ခိုးသွားကြခြေတုံးကလိမ္မာတဲ့သားသမီးမိဘအတိပေးပြီးရှ िख ခိုးသွားကြတယ်ဟဲ့ဒါကြောင့်ငါညီများနှမများလည်းအတူယူကြဖို့ဘယ်လန်းသွားမိဘရှ िख ခိုးသွားကြမင်းတို့ခေကြီးအကြောင်းဆရာကောင်းလုံးခုခေကလေးတွေကမိဘအလစ်ဆောင်မိဘမလစ်လိုက်နဲ့လစ်လိုက်ရင်သူတို့လည်းလစ်တာအတိပေးမသွားရှင်းလုံးကများယောက်ျားလေးဖြစ်တော့အမေရှ िख ခိုးရုံမကဘူးအမေထမိန်စားနားပန်ဆိုပါလားကွအန္တရာယ်ကင်းတယ်ဆိုပြီးတော့မိဘတလောက်အားကိုပြီးတော့ရှ िख ခိုးပြီးအတိပေးထွက်ကြ
အဖေဖြစ်တော့လေသာဓုဗျာသာဓုငါသားကြီးငါသမီးကြီးခလုံးမထီစူးမထီပဲနဲ့သွားလန်းဖြောင်းပါစေအမေဖြစ်တော့လေသာဓုတော်သာဓုဘုန်းကြီးပါစေသက်ရှိပါစေဟေးဆုမောင်ကောင်းနေပေးကြတယ်ကွမိဘမေတ္တာရေးခိုးလုံခကြီးသွားအန္တရာယ်မရောက်ဘူးဟေးမှတ်သွားကြခုခေတ်တော့ဟုတ်ပါဘူးမိဘအတိမပေးပဲထွက်သွားသေတောင်အလောင်းပဲလိုက်ရှာမှမသိမိဘအတိမပေးပဲထွက်သွားတော့မိဘများကလည်းသူတို့နဲ့တန်နဲ့စုတော့ပေးတာပေါ့ယောက်ျားလေးဖြစ်တော့ပေချင်းစို့ငါအတိပေးမသွားဘူးလမ်းထင်းမွေစိုးကြိုက်သေးပါစီတော့ဟဲ့ငါညီများတော်မများမှတ်ကြကိုသားသမီးအန္တရာယ်ဖြစ်မွေစိုးဘသူကြိုက်တဲ့ခြင်းကြပါမလို့ဒါပေမဲ့လို့အတိပေးလိုက်တဲ့လူကြီးမိဘသတိမပေးလို့ကရုဏာဒေါသောနဲ့ဒီလိုချိန်ဆကြသည်မိန်းကလေးဖြစ်တော့ဟဲ့ဟိုကောင်မကငါအတိမပေးပဲသွားရအောင်သူကလမ်းဖာထောင်ကျင်လို့တော့အဲရှေ့ကတလုံးငါပြောမကောင်းလို့ဘာနဲ့သုံးတာဟဲ့ကိုယ့်ဘာကိုပြောင်းမှတ်ကြလမ်းဖာထောင်ကျင်လို့တော့သိပါတယ်ဒီပညာကမွေးကလေးကတတ်အဲ့ဒါလို့ဟဲ့မိမအတိမပေးတော့မိမကဒုက္ခဖြစ်စေခြင်းလို့မဟုတ်ကြပေမဲ့လို့ကရုဏာဒေါသနဲ့ကြည်စဲကြတော့အဲ့ဒီကျိန်စာတွေသင့်ပြီးတော့ငတ်ကြီးများနှမများဒုက္ခရောက်ကြရပါသည်ဒါကြောင့်လေးစားလိုက်တဲ့ဖရာရဲ့တရားရဲ့သံဃာရဲ့မိဘရဲ့ဆရာသမားရဲ့တို့ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာတော့ဒီကိုင်းကြီး၅ကိုင်းကိုလေးစားကြဒီကိုင်းကြီးတွေပြီးရင်မိုးမမှန်လေမမှန်အတိအနာအထွက်နဲ့စီးပွားရေးကြတဲ့ပြီးတော့ဒုက္ခနဲ့အမြဲတမ်းရင်ဆိုင်ရတတ်လို့အနန္တ၅ပါးကိုလည်းကျုပ်ညတိုင်းရှိခိုးခိုင်းရပါလို့ဗျာမှန်လားပြိဿကြီးမှန်ပါဗျာကဲကြည့်ဟဲ့အခုဘုန်းကြီးမမြင်လို့သို့ပါဘူးဘုန်းကြီးဘယ်ကလှမ်းကြည့်ကြရုံကြီးပါအဲ့ဒီခက်တော့ခက်ကြီးလေကျွတ်တို့လည်းငယ်ငယ်တုန်းကပွဲကြည့်တရားနာမျက်နှာကြည့်ပြီးတော့နာရမှာမလွန်ဆန်းလူသိန်းတရားဝဲဆိုကျွတ်တို့နာနေကြပေါ့ဆရာတော်ကြီးတွေတချို့တော့ရွာတွေရောက်သွားလဲဒီလိုပဲကြော့ဝဲရန်လို့ပန်းအိုးရန်လို့တို့တော့လည်းပဲအာယုံကောင်းတာပေါ့လေကဲတရားနာပြိဿကိုဆက်ကြပါအောင်ဆိုဗျာခொနဲ့ကပါလေမိဘကကျိန်စာတွေကရုဏာဒေါသနဲ့ကျိန်လိုက်တော့ဒီအန္တရာယ်တွေတွေ့ကြဒါကြောင့်တရားနာပြိဿကြီးငါညီငယ်နှမငယ်များလည်းပဲမိဘအတိပေးပြီးတော့သွားကြပါဟိုမှာအဖေအတိပေးတော့ကောင်းပါပြီဗျာတာဓုငါသမီးကြီးသွားပြီတော့အပြန်ကြတော့လေအဖေဖောက်တယ်ချနော်ဒီလိုမှားလိုက်တော့သမီးလေးမဲ့ဒုက္ခတရားနာထွက်သွားအဖေရှိခိုးပြီးတော့တိမ်မွေ့တာဟဲ့ထိုင်ရာကထပြီးခါလေးကိုင်လက်အုပ်ကလေးချီပြီးနောက်ဆုတ်ကလေးသွားသေးတာဟဲ့မင်းတို့ခေတော်မိဘကတ်ရှိခိုးနောက်ဆုံးသွားဘူးဇွတ်ကနေလှည့်လိုက်တော့ဖင်နဲ့နှာခေါင်းထဲကချိတ်ပါသွားဟာမကြဘူးအတူယူကြဟဲ့ကဲနောက်ဆုတ်ကလေးသွားရောဒီလိုနောက်ဆုတ်ကလေးသွားပြီးတော့ဖယားတရားပွဲကြီးရောက်နေတဲ့ပိဋကမဟုတ်ဘူးတရားနာကြတရားနာပိဋကကြီးအမတန်များပြားသဘောကျွတ်တို့ခုခေတောင်းမှကျွတ်တို့လိုတန်မြင်ညအပါကတပုဂ္ဂိုလ်ရဲ့တရားတောင်းမှတလောင်များအောင်နာကြရင်ဘုန်းတော်6ပါးသခင်ဘုရားရှင်တရားဝဲကြီးဆိုတာမျက်စိနဲ့မမြင်တော့လဲစိတ်ထဲကမှန်းကြည့်လိုက်ကြပြုတ်အဲ့ဒါလောက်ထိအောင်စီကားတော့တရားနာပြိဿကြီးဘုရားကိုယ်တော်များကလည်းများမဟောပါဘူးကျုပ်ကလည်းတူဟောရမှာပါဠိကလည်းသိရွတ်တဲ့ဘုန်းကြီးမဟုတ်ဘူးဘာလို့မရွတ်တုံးဆိုမရလို့ဟောရှင်းအောင်ပြောရတာလေဘာလို့မရတုံးဆိုကြက်မှမကြက်ဖဲဘာလို့မကြက်တုံးဆိုအပြင်းထူလို့အခုအပြစ်ကိုတော့ပြောရမှာပေါ့အရင်တော့ကတော့ကျုပ်ကြက်ဟောခဲ့တာပဲပြိဿပါဠိယူအ내ပေးဒိဗေပြောပါဠိယူအ내ပေးဒိဗေပြောသတိဆိုလူတွေကသာဓုခေါ်သတိဆိုသာဓုခေါ်ဟောခဲ့တာပဲပြိဿဆရာတော်သမတော်ကြီးတွေကတော့ဖြင့်နာမည်ကြီးတွေနဲ့အဓိပတိပုဂ္ဂိုလ်ကြီးတွေဆိုတော့ဘယ်လိုဟောစီကားပေမဲ့လို့ကျွတ်တို့လိုတံမြင်ညဥစဉ်လေးစာသင်သားဘဝအဲ့ဒီလိုရိုးကြီးဟောတော့
လူ100လောက်ကနေ50လောက်ဖြစ်သွား50လောက်ကနေအစိတ်လောက်ဖြစ်သွားနောက်ပိုင်းကိုတစ်ပါးတည်းကျန်တာအဲ့ဒါနဲ့တရားနာပိဋကတာရှင်းနာနိုင်တဲ့နီးကိုဝိဇောရိယကြီးဟောတာတို့တာယာဝတိဥညယဟောတာတို့ဒီနီးတွေနဲ့ပထရာဖြန့်ပြီးတော့ကျွတ်တူတတ်တဲ့စကလုံးလေးတွေနဲ့သိသလောက်ပေါ့ဗျာဟောလိုက်တော့အခုနောက်ပိုင်းကျတော့ပိဋကများလာတာကိုတွေ့ရပါတယ်ကဲဒီတော့ကောင်းပြီရှေ့ဆက်ကြအောင်လို့တူတူလေးပေါ့ဗျာဘုရားကိုယ်တော်မြတ်ဟောတော်မူလိုက်တာကမရဏနုဿတိကမ္မထံတရားမရဏမေဘဝေတတိမရဏမေဘဝေတတိမရဏမေဘဝေတတိမှာသွားဗျာတူတူလေးပေါ့နောင်ရဲ့လည်းစီးဖြန်းရတာပေါ့ကဲဆိုကြည့်သားနောက်ကမရဏမေဘဝေတတိမရဏမေဘဝေတတိမရဏမေဘဝေတတိမေးတော့ပါဘူးမသေးမချင်းအယူဆွဲအောင်မှတ်သွားတူတူလေးမို့ကဲအနဲ့ပေးကြည့်အောင်ဆိုသားမှာမေငါအားမရဏသေခြင်းသည်ဘဝိတတိဖြစ်လက်တာဘုရားဟောတာဒါပဲရှင်းသားရှင်းသမီးတို့တနေ့ငါသေရမှာပဲဆိုတာသိထားကြပေတော့ဘုရားဒီတိုင်းဟောငါသေရလိမ့်မယ်ဆိုတာတော့မြေကြီးလက်ခံမလွယ်သိထားကြဒီကမ္မထံမရဏနုဿတိတရားကဘုရားဟောလိုက်တာတရားနာပိဋကကြီးစီကားတဲ့ထဲကခုနဲ့ကကလေးမလေးမဲ့ဒုက္ခဩဘုရားကိုယ်တော်မြတ်ကြီးကဒီတရားငါအတွက်တက်တက်ဟောတော်မူရှာတာပဲဟောဒီအသိနဲ့ယူသွားဘုရားကိုယ်တော်မြတ်ကြီးကဒုက္ခညှိအတွက်တမင်ဟောတော်မူလိုက်တာကပဲနားဆွဲအောင်မှတရားပွဲကြီးပြီလို့ပိဋကတွေအကုန်ပြန်ရကလေးမလေးလည်းပြန်တော့ပေါ့အဲ့ဒီတရားနာပိဋကကြီးတွေကကုံရောင်းကုံဝဲလုတ်တဲ့လူကလည်းအယောင်အဝဲလကစားကလည်းလကစားအလိုက်ကြည်တရားနာပိဋကတောင်သူကလည်းတောင်သူအလိုက်ကူလီကလည်းကူလီအလိုက်ဒီလိုတရားဝဲကြီးကပြန်ပြီးတော့ကိုစည်းဝါးသာကိုလုတ်ကြတယ်ဘုရားဟောတဲ့မရဏနုဿတိကမ္မထံတရားဘယ်သူမှအရေးမယူဂယုမဆိုင်ကြနာပြီးပြစ်ထားလိုက်အတူယူကြနော်နာပြီးပြစ်ထားလိုက်ဘုရားကိုယ်တော်တိုင်ဟောတဲ့တရားပွဲကြီးတောင်နာပြီးပြစ်ထားတဲ့လူတွေအတော်များတော့ကျွတ်တူလဲတစ်ခါအားပြော့သမျိုးပြစ်မထားကြပါနဲ့ဗျာဘယ်လူတွေပဲလို့ပြစ်ထားကြပြီမဲ့လို့မဲ့ဒုက္ခလေးကတော့ဒါငါအတွက်ဟောလိုက်တာပဲလို့တင်ရောက်တော့လေအဖေရှိဒူးလေးတုတ်ဘေးသမီးပြန်လာပြီအေးဘုရားကိုယ်တော်မြတ်ဘာဟောလိုက်တုံးသမီးဘေးဘုရားကိုယ်တော်မြတ်ကြီးကမရဏမေဘဝိတတိရဲ့ဖေရဲ့အဖေတနေ့ကြတော့ငါသေးရမှာပဲဆိုတာသိထားရမယ်ဖေရဲ့အေးဟုတ်တာဗောသမီးရဲ့တနေ့သေးကြရမှာဗောဇာတိဇမရဏဆုံးရမှာပဲအဖေလည်းသိမှာသမီးလည်းသိမှာပူပူရရတတဝမှန်သမျှသိကြမှာပဲသမီးရဲ့ဟုတ်တယ်ဖေသိခြင်းတရားဆိုတာဘယ်သူမှနေရမှာမဟုတ်ဘူးဖေရဲ့တချို့သမီးတွေအသက်ကြီးတဲ့လူတွေသေကုန်ကြပြီတချို့သမီးနဲ့သက်တူရွယ်လူတွေသေကုန်ကြပြီတချို့သမီးအောင်ငယ်တဲ့လူတွေသေကုန်ကြပြီဘယ်ဒီလိုသေကုန်ကြတော့သမီးတို့လည်းဒီလမ်းကမလွဲလို့သေရမှာပဲဆိုတာသိပြီးမသေးခင်ကာလဘုရားကိုယ်တော်မြတ်ကြီးဟောထားတဲ့တရားတော်ကိုအမှတ်တရနဲ့ကြင်ကြံကျိုးကိုအားထုတ်မယ်ဆိုရင်သမီးတို့နောက်အရေးတစ်ဖွဲပါမှာပဲဖေရဲ့အေးသမီးရဲ့သို့တော်လေငါသမီးနဲ့အဖေသေခြင်းတရားကြီးပြောအဖေကျဲသိမ့်ထားတယ်သမီးရဲ့ဖေကအသက်ကြီးပြီးသေရင်အသက်တိုင်းဆိုရင်ဖေကအရင်သေရမှာအိုးဖေကလည်းဒါပေမဲ့လို့ဣဇေဝသူဝေဝဘုရားကိုယ်တော်မြတ်ကြီးဟောထားတယ်ဆိုတာသမီးကတော့တခါဆုံးလို့ဖေရဲ့သူများပြောတန်တော့ကြားဘူးပါရဲ့သေရမှာကနေ့ရက်မရွေးဘူးတဲ့ဖေရဲ့ဒီတော့အဖေသမီးကအရင်သေမယ်ဆိုတာလည်းမသိပါဘူးဖေရဲ့အဲ့ဒါတွေရှောင်းပြောမနေပါနဲ့တော့အေးသေခြင်းတရားမပြောနဲ့တော့ကဲသမီး
သမင်းချက်လေဟုတ်ကဲ့ဘယ်ဘယ်လို့သူ့ကိစ္စလေးတွေသူ့လို့ကလေးမလေးကသမင်းချက်ပြန်တော့လဲမရဏမေဘဝိတ္တိရေခပြန်တော့လဲမရဏမေဘဝိတ္တိထင်းဖြတ်ပြန်တော့လဲမရဏမေဘဝိတ္တိဒုက္ခတနေ့ကြတော့ညီးသေးရမှာတဲ့အဲ့ဒီကဲဆိုမရဏနုတ္တိကမ္မထံတရားစီဖြန်းပြီးတော့လာလိုက်တာ3နှစ်ကျော်လို့ကျွတ်တို့4နှစ်ရာသီရောက်ခဲ့ပြီဗျဘေးသားကြီးဘယ်2နှစ်ရာသီရောက်လာခဲ့4နှစ်ရာသီရောက်လာတော့ဘုရားကိုယ်တော်မြတ်ကြီးရှုဝဲညာတော်ကိုရက်ကဖြန့်ကြည့်လွန်ခဲ့တဲ့3နှစ်ကျော်လောက်တုန်းကငါသမီးလေးတယောက်သူ့ကျွဲအိမ်တရားဟောတော့ကတရားနာရောက်တပါးသောပုဂ္ဂိုလ်တွေတပါးသောတတ္တဝါတွေမိမိလျော့ပေါ့တန်တန်နေကြပြီမဲ့လို့ငါသမီးလေးမဲ့ဒုက္ခကဖြင့်ငါဘုရားဟောလိုက်တဲ့မရဏနုတ္တိကမ္မထံတရားအမြဲတမ်းပဲစီးဖြန့်ပြီးတော့နေပါကလားသို့သောဒီကလေးမရဲ့ဒီကနေ့နိဗ္ဗာန်ရနိုင်တဲ့ဥပနိဒေယရှိမရှိကြည်တော်မူလိုက်တော့ရမယ်ဆိုတာသိရမယ်ဆိုတာသိပါသဖြင့်ငါဘုရားသူသွားတဲ့လမ်းကတရားပွဲကြီးစီးကျင်းပါမှတော်လိုက်မယ်ဘုရားကိုယ်တော်မြတ်ဒီကလေးမလေးရဲ့နိဗ္ဗာန်မဖို့ရနိုင်တဲ့ဥပနိဒေယမြင်လို့ဘုရားရှင်ကြွလာပြီဗျတို့သမီးရဲ့အဖေတို့မှာရက်ကန်းကကိုယ်ပိုင်မဟုတ်ဘူးသမီးရဲ့သူများရက်ကန်းအငှားရရတာဆိုတော့အဖေရက်ကန်းယုံတထွာလောက်ကျန်တဲ့ရက်ကန်းလေးအဖေဖြတ်နေမယ်အဖေရနေမယ်နော်ငါသမီးအိမ်ကထမင်းချက်ပြီးတော့ခက်သက်သက်လေးလာခဲ့တော့ရက်ဖောက်တောင်းလေးလည်းခစောင်းတင်ပြီးယူခဲ့နော်သမီးအသက်ကြီးတဲ့လူဆိုတော့များမစားနိုင်တော့လည်းပဲဝင်းနဲ့ပူလောင်းလာရင်အလုံးမလုံးနိုင်ဘူးနော်သမီးဟုတ်ကဲ့ဖေစိတ်ချသွားပါတော့ထမင်းကျက်တဲ့အချိန်သမီးခတ်တုတ်လာခဲ့ပါမယ်လို့အဖေကိုဂရိပေးလိမ့်မတဲ့စကားလေးပြောကြဖေလို့သူရကန်းယုံထွက်သွားရောအဖေလို့သူရကန်းယုံထွက်သွားတော့သမီးလေးကသူ့ကိစ္စသူ့တာဝန်ကိုဆောင်ရွက်ဘုရားကိုယ်တော်မြတ်ကလည်းဒီကလေးမလေးရကန်းယုံဖြတ်သွားမယ်လမ်းကစီးပြီးတော့အလဝီဒီအနီးကျွတ်တို့တစ်ပင်ကြီးတပင်အောက်တရားပွဲကြီးကျင်းပတကောဗျဒီလိုတရားပွဲကြီးကျင်းပတော့တရားနာပိဋကတ်တွေပဲလို့ပဲစုံလင်ပေမဲ့လို့ကလေးမလေးမဲ့ဒုက္ခရောက်မလာသေးတော့ဘုရားကိုယ်တော်မြတ်ကတရားမဟောသေးပါဟောရလားပိဋကတ်ကြီးဘုန်းတော်6ပါးသခင်ဘုရားရှင်ဆိုတော့မြည်ရိလူတဦးတယောက်ကမြတ်စွာဘုရားပိဋကတ်ကြီးစုံလင်ပါပြီတရားဟောတော်မူပါဘုရားလို့ဘယ်သူမှမရှောင်ရဲကြပိဋကတ်ကြီးဘုရားဆိုတော့ရှောင်ရဲရဲ့ဘုရားဆိုတော့မရှောင်ရဲဘူးကျွတ်တို့ဘုန်းကြီးတွေကြာရှောက်သဗျာခုတော့ဟုတ်ပါဘူးဟိုအလှူတွေလိုက်ဟောတော့ဟောတော့လည်းမဟောဘူးတဲ့ဟောတဲ့ဘုန်းကြီးကြတယ်လေသူတို့ကဘယ်လိုလျှောက်တဲ့ထင်တော့ဖင်လက်နဲ့ကုတ်ပြီးကိုတော့တော်တော်လုံးတော့အဲဘုန်းကြီးကဟောလာပြီအလိုက်ပြီနော်ကိုတော့အဲမဟောတော့မဟောဘူးတဲ့လူတွေကညာကအေးရေးပြက်ထားတာကိုတော့ဟောလည်းပဲအလကားငိုက်နေမှာတော်တော်လုံးတော့ရှောက်ကြတယ်ဗျဘုရားဆိုတော့ဒီလိုရှောက်ရဲရလားပြိဿကြီးမရှောက်ရဲဘူးဘုရားမရှောက်ရဲတော့ဘယ်သူမှလည်းမရှောက်ကြဘူးငြိမ်ပြီးတော့ဘုရားဘယ်နဲ့ကြောင့်တရားမဟောပါလိမ့်အကြောင်းတစ်ခုတော့ရှိပြီးနဲ့တူရဲ့ပိဋကတ်ဆုံးတော့လေဘုရားဘယ်နဲ့ကြောင့်တရားမဟောပါလိမ့်ဒီလိုသာသူတို့ဘုရားဟောမယ်တရားသံငံစားရနဲ့ငြိမ်ပြီးတော့ထိုင်နေလိုက်ကြထွက်လာပြီကလေးမလေးထမင်းတောင်းလေးရွက်လို့ရက်ဖောက်တောင်းလေးခစောင်းတင်းလို့အဖေထံရက်ကန်းယုံထမင်းဖို့အသွားထွက်ပြီးတော့လာတဲ့အချိန်ခါမှာဘုရားတရားဝဲလူရုပရိသတ်ကြီးစီကားကြိတ်နဲ့နေတာသူမြင်လိုက်ဟောမဲကြည်စားနေတဲ့လူတွေမဟုတ်ဘူးဟောဒီလူတွေဘာလုပ်ကြတာပါလိမ့်မလို့လှမ်းကြည့်တန်တော့အကြောင်းတစ်ခုတော့ရှိရမယ်ဟဲ့ဒုက္ခ
တလုံးစီကားတဲ့ပြိတ္တကြီးဘယ်နှခါကြုံဘူးလွန်ခဲ့တဲ့3 နှစ်ကျော်လောက်တုန်းကအာလဝီပြည်တွင်သူကျွဲတယောက်ရဲ့အိမ်ဖယားတရားဟောတော့ငါဒီလိုစီကားတာငါကြုံဘူးတယ်တန်တော်ဖယားတရားဝဲကြီးများဖြစ်နေလေမလားဖယားကိုတော်များရွှေမြတ်နှတော်ကြီးလည်းမဖူးမြော်ရတာကြာလှပြီဖယားကိုတော်များတရားတော်ကိုလည်းငါမနာရတာကြာလှပြီဖယားကိုတော်များနဲ့တခါဆုံလို့ဖယားဟောတဲ့တရားတွေကိုငါအထုံးဝါလနာဖြစ်အောင်လို့မရဏမေဘဝိတ္တိမရဏမေဘဝိတ္တိရဲ့လို့ငါနှုတ်ထဲနေ့စဉ်ရှိအောင်ကြိုးစားလာခဲ့တဲ့အခုတော့တရားဝဲကြီးများလားဖယားရွှေမြတ်တော်ကြီးဖူးမြော်လိုက်ခြင်းပါပြီတရားဝဲကြီးဖြစ်ရင်တရားနာကျင်လိုက်ပါပြီဒီလိုနဲ့တဖြည်းဖြည်းရှောက်သွားလိုက်တာဘုရားကြီးရှောက်သွားလိုက်တာလူရုပိဋကကြီးနဲ့အတော်နီးကပ်သွားတော့ဖယားကိုတော်မြတ်ရဲ့ရောင်ကြီးတော်မုတ်ဦးကသူ့ပဲလန့်ထိုးလိုက်တော့ဟောဟုတ်ပါပြီဖယားကိုတော်မြတ်တရားဝဲကြီးပါလားဟန်ကြပြီငါတရားနာတော်မယ်ဖြစ်နေအလေသို့တော်လေတရားဝဲကြီးဝင်တရားနာလို့အဖေထန်ထမင်းဖို့နောက်ကြရင်အဖေငါရိုက်တော်မယ်အဖေရိုက်မှစိုးလို့ထမင်းအရင်ပို့ပြန်တော့လေကျုံရိုက်ခဲတဲ့တရားဝဲကြီးနဲ့ငါနဲ့ကလွဲတော့မယ်ဒီမှာလေးစိတ်နှစ်ခုဖြစ်ဒီနေရာသူဒွိစိတ်တလို့နာမည်ပေးလိုက်ရတာပေါ့ဗျာစိတ်နှစ်ခုဖြစ်အောင်မောင်းကြီးဇတ်ထုတ်ထဲကြီးမှာပေါ့တရားနာပြိဿဟိုကျွတ်တို့တရားဖန်ဆင်းတဲ့လင်ကတယောက်သူ့တထေးလင်ကတယောက်ဘယ်ဟာသူ့လင်အရင်မှန်သူစဉ်းစားလို့မရလို့စိတ်နှစ်ခုဖြစ်လို့ဒွိစိတ်တလို့နာမည်ပေးထားဆိုပါဟောလင်ကြတော့နည်းနည်းလေးနာမည်ကလတလုံးလိုနေအိလိတကိုဗျနောက်ကလလေးနှလုံးစင်းနဲ့ဣအခရာနဲ့အိလိတအဲ့ဒါကြတော့နာမည်ဆင်အောင်မဲ့တာနဲ့တူပါရဲ့ဥအောင်မောင်းတို့ကဣလိတတဲ့ဒုစိတ်တမင်္ဂအိလိတကိုဗျဒါကြောင့်ဒုစိတ်တဆိုတဲ့နာမည်လေးသဘောကျလို့ထည့်ပြောတာပါဒီနေရာသူ့ဒုစိတ်တလို့နာမည်ပေးလိုက်ရမှာပါစိတ်တစ်ခုဖြစ်နေတဲ့ကိုဗျတရားဝဲကြီးဝင်းပြီးတော့အရင်တရားနာလို့ထမင်းဖို့နောက်ကြရင်အဖေရိုက်တော်မယ်လိမ္မာတဲ့သားသမီးဟဲ့ငါညီများနှမများကဲမေးအောင်ပြည်သားကြီးတရားနာတာကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်ဟဲ့ကောင်းတဲ့အလုပ်တောင်မှမိဘမသိဘဲနဲ့လုပ်ရမှာကြောက်ရင်မကောင်းတဲ့အလုပ်ဒီကလေးမှလေလုပ်ပါအတူယူကြဟဲ့ဘယ်သွားမိဘအသိပေးသွားပါစုကနေထွက်မသွားပါနဲ့ဒီခေတ်ကြီးထဲမှာတတိထားကြပါနော်မိဘအသိပေးသွားကြပါတရားဝဲသွားလဲပေးဖို့ဝန်လာသမင်းသွားလဲအသိပေးဖို့ရုပ်ရှင်သွားလဲအသိပေးဖို့ဈေးသွားလဲအသိပေးဖို့ငါပြောရအောင်စမ်းပြီးလို့ဟောငဇွန်နယ်တဲ့တရားဟောတော့ငဇွန်မြို့တောင်ပဲဟဲ့ညောင်ချင်းဆိုတဲ့ရွာရောက်တော့ဘုန်းကြီးရဲ့စားအိမ်တောက်အိမ်တက္ကမကြီးသူ့သမီးမျိုးလေးရှိတယ်လှလှပါနာမည်ကလေးကမိတောင်းတယ်ကျွတ်တော့ညောင်ချင်းကတရားဟောပြီးတော့ငဇွန်မြို့ဈေးနာမှာတရားလေးညပြောင်းဟောတော့အဲ့ဒီညောင်ချင်းကတက္ကရာရင်တက္ကမရင်းနေဖြစ်လို့တရားနာလိုက်ကြတမိုင်သာသာလောက်ရှိတာကိုတိတ်မဝေးတော့တချို့လဲချီခြင်းတချို့လဲလှဲနဲ့လိုက်ကြအဲ့ဒီခုနှစ်ကကလေးမလေးမိတောင်းတော့ပါတယ်တရားနာပြီးတော့ဘုန်းကြီးတို့နှုတ်ဆက်ပြီးပြန်အသွားတရားနာပြိဿကြီးငဇွန်မြို့တောင်ဘက်ကမကြီးပင်အောင်ရောက်တော့မိတောင်းသူတို့ရွာသားလေးတွေဝိုင်းပြီးတော့လှဲတင်တဲ့ကိစ္စကျုပ်ပဲသိမလို့တရင်စာတဲ့ပါလာတရားပွဲအပြန်လှဲတင်ခြင်းတော်ပါသေးရဘုန်းကြီးဥဇတိလဆိုပြီးစလုံးမဲကြီးနဲ့ပါမလားတရားပွဲအပြန်နဲ့ဟဲ့အဲ့ဒါကျုပ်မသိဘူးပေါ့မသိဘဲနဲ့နေလာလိုက်တာတရားနာပြိဿနောက်တစ်ခေါက်ကိုကျုပ်ညောင်ချင်းရောက်တော့မိတောင်းရဲ့အမေကခြေထောက်ဖက်ငိုပါရောဗျာဟောဗျာတကွာကြီးဘာဖြစ်တာတော့
ဘာဖြစ်ရမလို့ဖရာအရှင်ဖရာနှမမိတောင်းပေါ့ကျုပ်ကမသိသေးတော့သေးပြီးထင်တာပြုသိမှသိသေးပဲကိုဒကမာကြီးရဲ့ဘယ်လိုဖြစ်တာတော့တော်ပါသေးရဲ့ဒီလောက်မေးမိလို့ဘုရားတဲ့အရှင်ဘုရားတပည့်တော်တို့ရွာကနေပြီးဇွန်မြို့တရားပြောင်းဟောတော့တပည့်တော်သမီးများတရားနာလိုက်တယ်ဘုရားဟုတ်တယ်လေအဲ့ဒါကြောင့်နှုတ်ဆက်ပြန်တယ်အဲ့ဒါဘာပြုလို့အရှင်ဘုရားတရားပွဲကအပြာငဇွန်မြို့တောင်ဘက်မကြီးပင်ကြီးအောင်ရောက်တော့ဘုရားတပည့်တော်သမီးလေးကျုပ်ကမွေကိုက်ပြီးထင်တော့သိမှသိပဲနဲ့ကိုရမ်းထင်နေရတန်ကြပြောစမ်းမအောင်ဒကမာကြီးဖျားတဲ့တပည့်တော်တို့ရွာသားလေးတွေပါပဲဖျားလူအုပ်ကြီးတဲ့ကနေပြီးတော့မိမသားတွေကြီးဆိုတော့ယောက်ျား၄-6ယောက်တပည့်တော်သမီးကိုဝိုင်းဆွဲပြီးတော့လှဲတင်သွားကြတယ်ဖျားတို့တော့လေဖျားခုတော့သမီးတော့အိမ်ပြန်ရောက်ပါပြီဖျားသမီးအကြောင်းပြုလို့ရထင်ရွာတဲ့ရွှေတွေမျိုးတွေကွဲလို့တရားနဲ့တရားမကူရမသွားရင်အောင်တုတ်တွေဓာတွေနဲ့တချို့လည်းရိုက်ကြနှစ်ကြလို့ယုံရောက်ကြရောက်တချို့လည်းဆေးရုံကမဆင်းသေးဘူးဗျာမှန်လားပါဗျာတဲ့ရှင်မရအရင်ကြွလာတော့ကတော့တရားပွဲကြီးကျင်းပလို့အခုတရားပွဲကျင်းပဖို့ဆိုတာဝဲလို့တရားနဲ့တရားလက်ဖက်ရည်ကတ်ချင်လို့ဆုံးကတ်ချင်လို့ပြင်တာတောင်းမရှင်ဗျာအတော့ခက်အလားခက်မျက်နှာပြခက်မှုအရင်လုံးကတရားပွဲကြီးကျင်းပပေမဲ့လို့ခုမကျင်းပနိုင်လို့အရှင်ဖျားကြွလာတော့တပည့်တော်မှာအဟောင်းနဲ့အသစ်အမဲကြောက်ပါငိုရတော့မလို့လို့သကမာကြီးတရားတွေလည်းနာထားသားနဲ့အသက်တရားမနစ်ရအမှုတရားတွေ့ရဆိုတဲ့လောကကြီးသကမာကြီးတရားနဲ့ဖြေမှပေါ့မနှဲဖြောင်းပြယူရတယ်ဟဲ့ဒါကြောင့်ငါညီများနှမများဘယ်လုံးသွားမိဘသိပါစေကောင်းမှုလားပြိဿကြီးကောင်းပါဗျာအဲကလေးတွေတောင်တော့ကောင်းကိုဒါကြောင့်ကျုပ်တရားပွဲကလေးတွေရှေ့ပို့တာပေါ့ဗျာ။ဘာကြတဲ့ဥဇတိလာမင်းတို့နဲ့တော်တာ။သူတို့ကတော့ဘတ်ကေးဘေးကတ်ဒီတော့ခင်ဗျားတို့လည်းဒီကလေးတွေရှေ့ပို့တော့ကျုပ်ကလည်းဆုံးမဒီကလေးတွေလိမ့်မှခင်ဗျားတို့လည်းဝမ်းမြောက်ကြရမှာပေါ့ဗျာ။မှန်လားပြိဿကြီး။မှန်ပါဗျာ။ခိုင်းကြည့်မဒုက္ခလေးမကောင်းတဲ့အလုပ်တော့မဟုတ်ဘူးဟဲ့။တရားနာတဲ့အလုပ်အဖေမသိလို့ရှိရင်ဖြင့်အဖေမသိပဲတရားနာကသမင်းဖို့နောက်ကြရင်ငါရိုက်တော့မှာပဲနော်ကလေးမလေးစဉ်းစားနေမလားပြိဿသူစိတ်ကလေးတစ်ခုလားနှစ်ခုလားဖြစ်နေနှစ်ခုဟဲ့နှစ်ခွဖြစ်နေတာပေါ့ကဲကြည့်တော့ကောင်းပြီအလေအဖေရိုက်တာခံရတော့မှာပဲရိုက်ချင်းရိုက်ပါစေတော့တရားဝဲကြီးကြုံရိုက်ခဲလွန်လို့ဒုက္ခကြီးတရားနာပြီးတော့မှအဖေထန်ထမင်းဖို့သွားပြီတော့လို့စေရနာလေးကတရားဝဲပဲတွန်းလှော့ပို့လိုက်တော့ရုပ်ကြီးကနန်းခိုင်းရသွားရရှာတော့ပေါ့ပရိသတ်ကြီးအစွန်ရောက်တော့ဘုရားကိုယ်တော်မြတ်ကြီးကရွှေမရိုးစီအဆင်းရှိတဲ့လေပင်တော်ကမော့ရှိလိုက်ကလေးမလေးလှမ်းကြည့်ကြည့်တော့ကလေးမလေးကဟောဖယားကိုယ်တော်မြတ်ကြီးကငါကြည့်တော်မူတယ်ဖယားကိုယ်တော်မြတ်ကြီးကငါကြည့်တော်မူတယ်တန်တော်ဒုက္ခညီကိုဖယားကိုယ်တော်မြတ်ကြီးကသူ့ရှိအရောက်လာစေခြင်းတဲ့နဲ့တူတယ်။ကဲကြည့်ကြစမ်းဟဲ့ငါတော်များအတူယူသွားကြဖယားနဲ့ဆုံထားတော့တရားကထုံပြီးသားကိုဟဲ့ကြည့်နော်ဖယားကိုယ်တော်မြတ်ဘိုက်သေးမြန်သူကဝင်ကြည့်ကလို့ကြီးဗျငါလာစေခြင်းနဲ့တူတယ်ပရိသတ်ထဲခွဲပြီးတော့ကလေးမလေးဝင်သွားတော့ဘုရားကိုယ်တော်မြတ်ကြီးကမေးလိုက်ကုတော်အဂိသတိကုမာရီကေလို့ဘုရားကမေးလိုက်ကုမာရီကေခြေသမီးကုတော်ဘယ်ရောက်မှအဂိသတိလာခဲ့လေသနီခြေသမီးသင်ဘယ်ကလာသလဲပေါ့ဗျာရှင်းကဒီတော့ကလေးမလေးကဘာလျှောက်ငါဇာနာမိပါနဲ့တပည့်တော်မှဘယ်ကလာမှမသိပါဘုရားကဲဘုရားကဘယ်ကလာသလဲမေးတော့ကလေးမလေးက
ဘယ်ကလာမှမသိဘူးရှောက်လိုက်တော့ပရိသတ်ကမျက်တောင်မခတ်ဘူးသူဝိုင်းကြည့်ကြရိုးရိုးကြည့်တယ်တော့မထင်နဲ့မျက်နဲ့ဒေါင်းကပ်ပြီးမျက်စောင်းထိုးကြည့်ကြည်စံခက်ပါပြီအမိုက်မလေးဘယ်လိုကောင်းပါလိမ့်မှမသိဘူးဘုန်းတော်6ပါးသခင်ဖယားရှင်ကိုပရိသတ်ကြီးတယ်မလေးမခန့်နဲ့တကယ်ဆိုကိုအိမ်နေတဲ့လူပဲခြေနှလုံးအိမ်တိုင်တော့မဟုတ်တန်ရာလူသားမှန်ကအိမ်နေကြတော့တကယ်ဆိုရင်ဘယ်ကလာတယ်လဲမေးအိမ်ကလာတယ်ပြောလိုက်ရောပေါ့အခုတော့ကိုလာတယ်လမ်းမသိရအောင်ဒီကောင်မကလမ်းဘာထောင်းလာလို့ပါလိမ့်မတော့ရှေ့ကတလုံးပြောင်းသုံးညဘာထောင်းလာလို့ပါလိမ့်မတော့ကြည်တာနော်သူတို့ပဲလို့ပဲကြည်ပြီမလို့ဘုရားကိုယ်တော်မြတ်ကသာရုကုမာရီကေသာရုတရားဝိသေစီတော်မယံပု္စိတပညောဝါပထမံဓာတိသာရုကသာရုဗျာခြေသမီးတော်ပြီစွာငါဖယားမေးတော်မူတဲ့အတိုင်းသင်ဖြေနိုင်ပြီစွာဖယားသာရုခေါ်တဲ့ဟိုပရိသတ်ကကဲ့ကြီးတော်ပါသေးရဲ့ကျွတ်တို့ပရိသတ်ကလည်းဖယားနဲ့အတူတူသာရုခေါ်ပြီးပြီပေါ့နောက်ဘုရားကိုယ်တော်မြတ်ကထပ်မေးကထကမိတတိကုမာရီကေထပ်မေးလိုက်ကုမာရီကေခြေသမီးကထဘယ်ရသူကမိတတိသင်သွားမလဲသင်ဘယ်တော့မှလဲပေါ့ဗျာဒီလိုမေးလိုက်တော့ကလေးမလေးကနဇာနာမိဗန္ဒေတပိတော်မှဘယ်သွားရမှလည်းမသိပါဘုရားဟောလောက်ပြန်ပြီတဲ့ခက်နေပါလားဒီဟာမလေးညစပြပေါ်ဗျာမင်းငေါ့ပေါ်ဗျာကြည်ကြတော့ပေါ်ဗျာလှုပ်နဲ့တကယ်ဆိုကိုရက်ဖောက်တောင်းပါသားရက်ကားယုံသွားမယ်ပြောလိုက်ပေါ့ရက်ကားယုံသွားမယ်ပြောလိုက်ပေါ့ကိုသွားမယ်လမ်းတောင်မသိရအောင်ဒီကောင်မကဘာစိတ်မွန်နေလို့ပါလိမ့်မတော့ကြည်ကြတာပြုတ်သူတို့ပဲလူဝင်ကြည်ပဲမလို့ဘုရားကိုယ်တော်မြတ်ကသာရုကုမာရီကေသာရုတရားဝိသေစီတော်မယံပု္စိတပညောဝါဒုတိယံဓာတိသာရုကဘုရားကိုယ်တော်မြတ်ဒုတိယအကျင့်သာဓုအနုမောခေါ်တော်မူပါတယ်ဗျာငါမေးတဲ့အတိုင်းဖြေနိုင်ပြီစွာတဲ့ဗျာဘုရားကဒီထဲတရားနာပရိသတ်ကြီးဘုရားကိုယ်တော်မြတ်ကြီးကနောက်တစ်ခါတတ္တယပြဿနာဆက်မေးနသနာတိကုမာရီကေခြေသမီးသိတကယ်မသိဘူးလားလို့မေးပြီယုတ်မေးတော့ကလေးမလေးကဇာနာမိဗန္ဒေတပိတော်မှတခုတော့သိပါတယ်ဘုရားဟောလောက်ပြန်ပြီတဲ့ခက်နေတဲ့ကလေးမပါလားဝိုင်းကြည့်ကြဘယ်ကလာတယ်လဲမေးတော့မသိဘူးတဲ့ဘယ်ကောမှလည်းမေးတော့လည်းမသိဘူးတဲ့အခုမသိဘူးလားမေးတော့တခုတော့သိတဲ့တန်းသူသိတဲ့တခုကအရှည်ကြီးတွေးတာပြုရှည်ကြီးလှမ်းတွေးတာပြုသူတို့ချင်းတော့သိကြတာပေါ့တန်းသူသိတဲ့တခုကကြည်ကြတယ်ပြုသူတို့ပဲလို့ပင်ကြည်ပဲမဲ့လို့ဘုရားကိုယ်တော်မြတ်ကသာရုကုမာရီကေသာရုတရားဝိသေစီတော်မယံပု္စိတပညောဝါတတိယံဓာတိသာရုကဘုရားသာရုခေါ်တာဘယ်နှကြိမ်ရှိ3ကြိမ်ပြုဟိုဘုရားရှိကပရိသတ်ကြီးကဲ့ရတာဘယ်နှကြိမ်ရှိမကျွတ်တို့ပရိသတ်ကြီးကကဲ့ရသလားသာရုခေါ်သလားသာရုခေါ်တာကျွတ်တို့ပရိသတ်3ကြိမ်ရှိနောက်ဘုရားကဆက်မေးတယ်ဇာနာတိကုမာရီကေဟဲ့ခြေသမီးအဲ့ဒီတခုကသင်တကယ်သိသလားလို့မေးလိုက်ပြန်သည်
ဒီတော့ကလေးမလေးကနာဇာနာမီဗန္ဒီတပည့်တော်မှာတကယ်တော့မသိပါဖယားဟောလုံးပြန်ပြီတဲ့ခက်တဲ့ကလေးမလေးကိုဘုန်းတော်၆ပါးသခင်ဘုရားရှင်ပြိဿကြီးအလဲကောင်းမှာမလေးမဆမလေးမခန့်နဲ့ဘယ်လိုလုပ်နေပါလိမ့်မတော့ကြည်ကြတော့ပေါ့ဗျာကြည်တခုတော့သိတယ်ဆိုပြီးတော့အခုအဲ့ဒီတခုတကယ်သိသလားမေးတော့တကယ်မသိဘူးတဲ့ဘယ်သိမလို့သူကမရေမရမို့နေမှာပေါ့ကြည်ကြတော့ပေါ့ဗျာအရာသုံးနေထဲပြောဇာတဲ့ဘာမှကျုပ်ကရုပ်ရှာရှင်းနေရကဲဒီလိုနေမှလို့ကျုပ်ကထဲပြောရတာပေါ့မှန်ပြီးတော့ကြည်လေတရားနာပြိဿသူတို့ပဲလို့ဝင်ကြည်ပဲလို့ဘုရားကိုယ်တော်မြတ်ကနောက်ဘုရားကဆက်မေးတယ်ဇာနာတိကုမာရိကေဟဲ့ခြေသမီးအဲ့ဒီတခုကသင်တကယ်သိသလားလို့မေးလိုက်ပြန်သည်ဒီတော့ကလေးမလေးကနာဇာနာမီဗန္ဒီတပည့်တော်မှာတကယ်တော့မသိပါဖယားဟောလုံးပြန်ပြီတဲ့ခက်တဲ့ကလေးမလေးကိုဘုန်းတော်၆ပါးသခင်ဘုရားရှင်ပြိဿကြီးအလဲကောင်းမှာမလေးမဆမလေးမခန့်နဲ့ဘယ်လိုလုပ်နေပါလိမ့်မတော့ကြည်ကြတော့ပေါ့ဗျာကြည်တခုတော့သိတယ်ဆိုပြီးတော့အခုအဲ့ဒီတခုတကယ်သိသလားမေးတော့တကယ်မသိဘူးတဲ့ဘယ်သိမလို့သူကမရေမရမို့နေမှာပေါ့ကြည်ကြတော့ပေါ့ဗျာအရာသုံးနေထဲပြောဇာတဲ့ဘာမှကျုပ်ကရုပ်ရှာရှင်းနေရကဲဒီလိုနေမှလို့ကျုပ်ကထဲပြောရတာပေါ့မှန်ပြီးတော့ကြည်လေတရားနာပြိဿသူတို့ပဲလို့ဝင်ကြည်ပဲလို့ဘုရားကိုယ်တော်မြတ်ကသာရုသာရုကုမာရိကေသာရုတရားဝိသေစီတော်မယံပု္ခိတာပညောဝါစတုထောသာတိသာရုကဘုရားသာရုခေါ်တာဘယ်နှကြိမ်ရှိ၄ကြိမ်ရှိသွားဘုရားရှိကဘုရားကြီးကကဲ့ရတာဘယ်နှကြိမ်ရှိကျွတ်တို့ဘုရားကြီးကသာရုခေါ်တာဘယ်နှကြိမ်ရှိရှင်းသမီးဘယ်ကလာသလဲမေးတော့ဘယ်ကလာမှမသိပါဗျာတခုရှင်းသမီးဘယ်သွားမှလဲမေးတော့ဘယ်သွားရမှမသိပါဗျာနှစ်ခုဟဲ့ရှင်းသမီးတကယ်မသိဘူးလားမေးတော့တခုတော့သိပါတယ်ဗျာသုံးခုဟဲ့ခြေသမီးအဲ့ဒီတခုတကယ်သိသလားဆိုတော့တကယ်တိတိကျကျတော့မသိပါဗျာပြဿနာ၄ချက်ဘုရားကိုယ်တော်မြတ်ကတော့သိတော်မူလို့သာရု၄ချိန်ခေါ်တော်မူခဲ့ပြီလေဘုရားရှိကပရိသတ်ကြီးကသဘောမပေါက်ကြတော့ရမ်းကြိတ်ကြအဲ့ဒါလို့ကြိတ်တဲ့အတန်လေးဘုရားကိုယ်တော်မြတ်ငြိမ်အောင်ပြုတော်မူ၍ဩတရားနာပရိသတ်အခုငါဖယားတာတုခွန်တော်လဲကလေးမလေးရဲ့ပြဿနာအဖြစ်မှန်ကိုသူတို့သဘောမပေါက်ကြသေးပါလားအဲ့ဒါအားလုံးလူတွေသိကြစေခြင်းကဖယားကိုယ်တော်မြတ်ကမဲပြီပရိသတ်ကြီးဟဲ့ချစ်သမီးသင်ဘယ်ကလာတယ်လဲလို့မေးတော့ဘယ်ကလာမှမသိဘူးဆိုတော့ဘယ်နဲ့ဟာလို့ဒီတော့မှကလေးမလေးကမှန်လားပါဗျာတဲ့ဖယားကြီးတော်မှာအိမ်မှာနေတဲ့လူသားဖြစ်ချင်းကြောင့်အိမ်ကလာတယ်ဆိုတာတော့ဖယားကိုယ်တော်မြတ်ကြီးနဲ့တကွာဒီပရိသတ်ကြီးသိလောက်ကြပါတယ်ဗျာဒီအိမ်ကလာတယ်ဆိုတာတော့လွယ်လွယ်လေးမမေးလောက်ဘူးဟဲ့ချစ်သမီးသင်ဒီလူဘဝကိုဘယ်ဘဝကကူလာတာလဲလို့မေးတာမှတ်လို့ဖယားတပည့်တော်မှာဘယ်ဘဝကလာမှမသိလို့ဘယ်ကလာမှမသိဘူးလို့ဖြေခြင်းမှာဖယားရှောင်းလိုက်ပါရောပြိုဖယားရှိကဘုရားကြီးလှုပ်လာမဲဒီကောင်မလေးကဒီလိုဆိုတော့လေအတော်လားမြန်နာဗျာချိန်မုံကကြီးအတော်တော်တဲ့ကောင်မလေးဟုတ်သားပဲအမေသူ့ရင်မကဘူးတို့လည်းဘယ်ကလာမှမသိဘူးနော်ဟဲတော့တာဟဲကလေးမလေးချိန်မောညချိန်မုံကကြီးမြန်တယ်နော်နေနံပတနာလောကရဟောဒီနှစ်ခုအလုံးမြန်တယ်ဗျ
တချို့မြင်မှုလားဗျမန္တတောင်တနေရာကနေပြီးအလူဝဲမင်္ဂလာပွဲချိန်မွန်ညကဲ့ကြီးကြပတ်ဆောင်မရှိတဲ့လူကြတော့အစ်စ်ဝစ်လာတာတော့အရေးစိမ်ပြောဟောကောင်မဆွဲလာတာသူပစ္စည်းမဟုတ်ဘူးသူပစ္စည်းမဟုတ်တော့ကိုယ့်အပူလားဘာဆိုင်လို့အချုပ်တိုက်ထိုင်ကြိတ်ဒီကငားတဲ့လူချင်းကလည်းမန္တပေါက်ကြရံဖြစ်တယ်ဟိုကောင်မလည်းကသူဥသွားလို့တဲ့နှမို့ငါရမှာဥကြားကိုပေါက်ဆင်းရဲတဲ့လူသာကြိတ်တာတော့ပတ်ဆက်ရှိတဲ့လူကြအိုးသူတို့ကတော့ဘာဝိဝိကြည်လာနေတာပဲရှောင်းမွေးလေးနဲ့ဘာရနှစ်သီးချက်ကလေးစီညမ်းစင်ချိန်မွန်ညမှန်တယ်နော်ချိန်မွန်ကြိတ်အလွန်များနဲ့ဒီလောကဗျအချို့များမြုံလာတရားနာပြိဿသူများအပြစ်ပြောမဲ့ကြံဖုံးနဲ့အပိတ်နဲ့အရာထဲမိမတွေလေလက်ကုပ်ချီကုန်းနဲ့အမှန်ကြီးမို့ပြတာတော့ဘယ်သူမှရှောင်ပြောနဲ့အဖုံးနဲ့အပိတ်နဲ့နောက်တအိမ်ကူသွားလဲညိမို့ပြတာတော့ဘယ်သူမှရှောင်မပြောနဲ့နောက်တအိမ်ကူလဲညိမို့ပြောတာတော့ဘယ်သူမှရှောင်မပြောနဲ့ဘယ်သူမှမပြောနဲ့လဲပြောရဲ့တရွာလုံးတရလုံးဘယ်သူမှမပြောသူကြီးကုန်ရှောက်ပြောမြန်နဲ့တော့အခုကြည့်တရားနာပြီးသားချင်းမုန်းကြိလောကရအမေတဲတော်တဲ့ကောင်ပါလေးဟဲ့ဘယ်ဘဝကလာမှမသိဘူးလို့ပြောတာတဲ့ယတနာတစ်ချက်ပြိဿအလုံးသိသွားပြီနောက်ဘုရားကပြန်မေးခြေသမီးသင်ဘယ်သွားမှလဲလို့မေးတော့ဘယ်သွားရမှမသိဘူးဆိုတာဘယ်နဲ့ဟာတော့မလားပါဗျာတဲ့တပည့်တော်မှာရက်ဖောက်တောင်းလေးပါတာကိုကြည်ချင်းအဖြစ်ရက်ကန်းယုံသွားမယ်ဆိုတာဘုရားကိုယ်တော်မြတ်ကြီးနဲ့ဘုရားကြီးသိလောက်ကြပါပြီဗျာဒီလိုရက်ဖောက်တောင်းပါလို့ရက်ကန်းယုံသွားတဲ့ကိစ္စလွယ်လွယ်ကလေးတော့ဖြင့်မမေးလောက်ဘူးခြေသမီးနင်းဒီလူဘဝကသိရင်ဘယ်ဘဝကူးမှလဲလို့မေးတာမှတ်လို့ဘယ်ဘဝသွားရမှမသိလို့ဘယ်သွားရမှမသိဘူးလို့ဖြေခြင်းပါဗျာမလီတော်လိုက်တဲ့ကလေးမလေးတို့ကခုနေငါရမ်းကြည့်နေတာကိုတာတုတော်တာတုဝါကြီးတွေတာတုခေါ်ကြဟုတ်တယ်တို့လည်းဒီဘဝကဆိုရင်ဘယ်သွားရမှမသိဘူးဝိုင်းချိန်မွန်ကြပြန်ရောအကုန်လုံးပြိဿကြီးဘုရားရှိပုတ်တင်ညိုဖြစ်ကုန်ကောင်းကဆဆညိတ်နောက်ဘုရားကိုယ်တော်မြတ်ကဆက်မေးခြေသမီးသင်တကယ်မသိဘူးလားလို့မေးတော့တခုတော့သိတယ်ဆိုတာဘယ်နဲ့ဟာလို့မှန်လားပါဗျာတဲ့ဘုရားတပည့်တော်မှာလွန်ခဲ့တဲ့3နှစ်ကျော်လောက်တုန်းကဘုရားကိုယ်တော်မြတ်ကြီးအာလဝီပြည်တွင်သူ့ကျွဲတယောက်ရဲ့အိမ်မှာဆွမ်းဖုံးပေးရင်းနဲ့ဟောကြားတော်မူတဲ့မရဏနုတ္တိကမ္မထံတရားမရဏမေဘဝိတ္တိဆိုတာနာရပါသဖြင့်မှန်လားပါဗျာတနေ့တော့ငါသိရမှာပဲလို့အဲ့ဒီသိရမှာသိလို့သိရမှာတခုကိုသိလို့တခုတော့သိတယ်လို့ဖြေခြင်းပါဗျာရှောက်လိုက်ဟောတော်မလီသူတခုသိတယ်ဆိုတာဒိုးတွေးတာကြီးကဟုတ်မှဟုတ်ပဲကူခုမှပေါ်လာမဲတို့ပြောတာဟုတ်ဘူးဟဲ့တခုသိတယ်ဆိုတာသိရမှသိတဲ့အော်ဟုတ်ပါပါလားတနေ့ကျတော့တို့လည်းသိရမှာပါလားတဲတော့တဲ့ကလေးမလေးနဲ့ဝိုင်းချင်းမွန်ညသုံးခုပြီးသွားပြီနောက်ဘုရားကိုယ်တော်မြတ်ကပြန်မေးခြေသမီးအဲ့ဒီတခုတကယ်သိသလားလို့မေးတော့တကယ်တော့မသိဘူးဆိုတဲ့နောက်ဆုံး4ခုမြောက်ပြဿနာကဘယ်နဲ့ဟာတော့မှန်လားပါဗျာတဲ့ဘယ်ရမှတခုကိုတပည့်တော်မှသိပေမဲ့လို့ဘယ်နေ့ဘယ်ရက်ဘယ်လဘယ်ချိန်ဘယ်နေ့မှသိမဲ့လို့တကယ်တိတိကျကျမသိလို့တပည့်တော်မှတကယ်တော့မသိဘူးလို့ဖြေခြင်းပါဗျာကြည်တရားနာပြုသအဲ့ဒါလို့လဲဖြေလိုက်ရောတယောက်နဲ့တယောက်ပေါ့ဟုတ်တယ်နော်မဲတို့လည်းဘယ်နဲ့သင်မှမသိဘူး
ဟုတ်တယ်လေအမေဘသူသားလည်းမသိဘူးထင်တာမနေ့ကတုန်းကဆုံးတယ်အဲပရိသတ်တဲ့ကိုကားတွေဂုံလျှောက်ပြောကြတော့ကြွစီနဲ့ပေါ့ဗျာဇာရင်ပါဘူးနော်ဒါကျုပ်ခါကျုပ်မှန်းရမ်းပြောတာဒါမပါရလည်းမပါတဲ့အကြောင်းကတိတိကျကျထည့်ပြောရတာလောကလူတွေနားလဲအောင်မှန်လားပရိသတ်ကြီးလုံးနဲ့ချိန်မောညဒီတော့ဒီပြဿနာ၄ချက်ကိုတကယ်တမ်းတရားနာပရိသတ်နားလဲအောင်တတ်ထုချပြီးအိမ်ပါအောင်ထည့်ပေးကြဆိုတော့ကျုပ်ပြောမယ်ဗောဘယ်ကလာတယ်လဲမေးတော့မသိဘူးဆိုတာဘာတဲ့တုံးပရိသတ်ကြီးဟုတ်သားတော့ဗျာကလေးလေးလူကြီးတွေနဲ့တော်ပါတယ်ဘုံလုံးပြစ်ထားတယ်မအောင်မေးပါနဲ့ရှင်းကြပါဗျသဘောပေါက်ပြီးသားမြုံမနေပါနဲ့ဒီနေရာမမြုံအောင်ပါဒီပြနေရာတော့ခင်ဗျားတို့သဘောနဲ့ခင်ဗျားတို့ပေါ့ဟုတ်လားဗျဒီနေရာမြုံအောင်ပါသိပြီးသားတော့ဖြေပေါ်ဗျတချို့တရားသာထွက်ရမှကြတော့ရှက်ဟောတဲ့ကလေးတွေဆိုတော့တောင်ကြဖျားကြဘာဖြစ်တော့တို့ကဖြေတော့ဖြေကြမှာရဲ့တဲ့လူကြီးဆိုတော့တယောက်ချင်းချွန်မသွားရှစ်ဆရာကြီးကိုင်တရားသာထွက်ရမှကြတော့ရှက်ရထဲခုနမောင်းတင်ရမှကြတော့ရှက်ပေါင်ညာဟဲ့ငါလိုကောင်းမှတတ်ရှိထိကြည့်တာဒါမျိုးကြတော့တချို့ဘုန်းကြီးကျောင်းကကြားအောင်ဟောကြမှန်တယ်နော်တေချာဒါကြောင့်တရားနာပိဋကကြီးဘယ်ကလာသလဲမေးတော့ဘယ်ကလာမှမသိဘူးဆိုတာဘယ်ဘဝကလာမှမသိပါဗျာဘယ်သွားမှလည်းမေးတော့ဘယ်သွားရမှမသိဘူးဆိုတာဘယ်ဘဝသွားရမှမသိပါဗျာမသိဘူးလားမေးတော့တခုတော့သိတယ်ဆိုတာဘာလဲမေးသိရမှတခုတော့သိပါတယ်ဗျာတကယ်သိသလားမေးတော့တကယ်မသိဘူးဆိုတာဘယ်နေ့ဘယ်အချိန်မှသိမယ်လို့မသိတော့ပါဗျာအဲမင်းပါဗျာအတန်ထွက်အောင်တော့ဖြေကြအောင်ဘယ်ကလာသလဲမေးတော့ကလေးမလေးဘယ်ကလာမှမသိဘူးဆိုတာဘာတော့မသိဘူးဘယ်ဘဝကလာမှမသိဘူးဟုတ်သွားပြီဘယ်သွားမှလဲမေးတော့ဘယ်သွားရမှမသိဘူးဆိုတာဘာပါလိမ့်ဟုတ်ပြီမင်းတကယ်မသိဘူးလားမေးတော့တခုတော့သိတယ်ဆိုတာဘာပါလိမ့်ဟန်ကြသွားပြီအဲ့ဒီတခုကတကယ်သိသလားမေးတော့တကယ်တော့မသိပါဘုရားဆိုတာဘာပါလိမ့်ဟန်ကြသွားပြီကြာဒါနဲ့နဲ့ရှည်တဲ့ထင်အတူကောက်မှတ်သွားဖို့ဘယ်ကလာတယ်လဲမသိဘူးဘယ်ကောက်မှလည်းသိဘူးမဟုတ်ဘူးရှင်းရတော့ဒါပဲမသိဘူးလားသိတယ်သိလားမသိဘူးဘုရားရှိခိုးပြေးတာကိုယ်ရောကာယဖြစ်တာလည်းမပြောနဲ့တရားနာပြေးတာအတူကောက်ပြောလိုက်ရင်လေဘယ်ကလာတယ်လဲသိဘူးဘယ်တော့မှလည်းသိဘူးမသိဘူးလားသိတယ်သိသလားသိဘူးမှတ်သွားပေါ်ပြန်ပြဿနာလေးချက်တူတူလေးမှတ်ချင်ရင်ဒါပြီးတရားသဘောနဲ့ပြောတာနော်တော့ကြအရာထဲရောက်မှဒီတရားနာပြီးတော့ညှိပဲသွားမလဲဈေးသွားမပြဈေးသွားမယ်ပြောသိဘူးမလုံးနဲ့ရာဖြစ်ရင်ရုပ်တာဝန်ကြီးညှိပဲလာတယ်လဲမေးလို့ရှိရင်သိဘူးမလုံးပါနဲ့ဈေးကဖြစ်ဈေးကလာတယ်ပေါ့ဒါတရားသဘောနဲ့ပတ်သက်အတူကောင်ပြောနေတာကဲတရားနာပြေးသားကြီးပြဿနာလေးချက်ဖယားကိုတော်မြတ်ကြီးတယ်မကပရိသတ်ရောနားရှင်းသွားပါလားရှင်းပါပါဗျာနားရှင်းပြီးတဲ့နောက်ဖယားကိုတော်မြတ်ဟောကြားတော်မူပါပြီဒေသနာချုပ်အာဒီဘုတောအယံလောကတနုကိခြဝိပါဒတိသကုနောဇာလမုတ်တော်ဝအဘောတခါယခိစတိလို့ဖယားဒီတိုင်းဟောပါအန္တိဘုတောအယံလောကဟောဒီလောကကြီးတစ်ခုလုံးအမိုက်တိုက်ကြီးပါလားအကန့်အတိတွေပါလားတဲ့ဘုရားကိုယ်တော်မြတ်ကဒီပရိသတ်ကြီးဘာမှမသိကြဘာမှနားမလည်ကြသူတို့အကန့်အတိဖြစ်ကြပေမဲ့လို့ငါသမီးလေးဒုက္ခကတော့ဖြင့်သူတယောက်သားလည်းရင်သိပေမြင်ပေစွာဘုရားကိုယ်တော်မြတ်ကဥပမာအားဖြင့်မောက်ဆိုးရဲ့ပိုက်ကွန်တွဲမိတဲ့တာကဲ့တတ္တဝါတို့သည်ပြန်လွတ်သောတငှဲ့တတ္တဝါနေပြီးတော့မလွတ်သောတငှဲ့တတ္တဝါကများတယ်လို့ဇာတိအစလူဘဝကြီးဒါလူဘဝဆိုတာတစ်ခုတည်းလို့မအောင်မိပါနဲ့
30အကုန်ခြုံကြည့်တော့လဲဇာတိစမရဏဆုံးပါတဲ့ဇာတိစပြီးတော့လာကြတဲ့တတ္တဝမှန်သမျှသည်အပေပဲကင်းဝေးတဲ့ပုဂ္ဂိုလ်ကနေပြီးတော့အပယ်လေးပါးစားကများလေစွာမုတ်ဆိုးရဲ့ပိုက်ကွန်တွင်ကလူတော်တတ်ငဲ့တတ္တဝနဲသလိုဇာတိအစဒီလိုသာအန္တိပူတမိုက်ကန်းနေကြရင်ဖြင့်အပယ်ငရဲကလွတ်တဲ့တတ္တဝတွေနဲလေစွာအပယ်ငရဲသို့သာများစွာကြ၍တတ္တဝအနန္တဘာဝကျင်းဖန်များစွာသေခြင်းတရားမှမလွတ်လေစွာလို့ဖယားကိုတော်မြတ်ကဟောဒီကဲ့သို့လေးပါးတာရှိတဲ့ကထာဟောနေခိုင်းကြည့်ပြမေဒုက္ခလေးမေဒုက္ခလေးဖယားတရားဟောနေစဉ်သူပြေးနေတဲ့ဉာဏ်စဉ်ကလေးခတ်တုတ်တုတ်ပေါ်ဗျာရှေ့ပိုင်းလေဝိပဿနာကမဟောလိုက်ရတညတဲ့ဆိုတော့နည်းနည်းလေးအာယုပြုမှတ်ပေါ့ဗျာကျုပ်တော်ခင်ဗျားတို့ပြောနေတဲ့ဉာဏ်စဉ်10ချက်ခတ်သွက်သွက်လေးတော့တက်ပေးလိုက်ဖယားကိုတော်မြတ်ကြီးတရားဟောပြီးတော့နေတော်မူတဲ့အခိုက်မေဒုက္ခကလေးပြစ္ဆုတ်ပမမတဲ့ထိုင်ပြီးတော့ဒီဘုမကသင်္ခါရတရားတွေရှုလိုက်တာသဘာဝသစ္စာကိုအတိကလေးစိတ်မိလာတော့ကလျာဏပုထုဇဉ်နဲ့ပြိဿအကြောင်းနဲ့ပြင်သုလသောတာပန်လက္ခဏာအစအဆုံးနဲ့အတိကလေးစိတ်ပြီးတော့ကမှကြာစေယုံနာကလေးပေါ်မှာလက္ခဏာသဘောလေးတွေမြင်လာပြန်သမ္မတနာခေါ်တဲ့ညာလက်တစ်ချောင်းချိုးထားပါဗျာညာနဲ့10ချက်ခတ်သွက်သွက်လေးသွားရမှာပြုတ်ကြည်ရင်အကြည့်မခံသဘာဝကဖြစ်ပြလည်းရင်မြောင်အယုံနာပြီးဥရိယဗျာခေါ်တဲ့ညာဘယ်တစ်ချောင်းလုံးမြို့ချိုးထားတော့ချောင်းနေလွဲကုန်ကြည်တော့ယုံနာကဖြစ်ပြမြောင်အသိဉာဏ်ကမအောင်မလိုက်နိုင်အဘိညာဉ်မရှိလို့မအောင်မလိုက်နိုင်တော့ဖြစ်တာတွေပျောက်ပြီးတော့ပြက်တာတစ်ခုတည်းသဘာဝကိုရောက်လာတော့ဘင်္ဂညာဘယ်တစ်ချောင်းလုံးညလောကကြီးတစ်ခုလုံးပင်လယ်ရေဇွန်းနဲ့ခတ်တော့ဇွန်းနဲ့ကရေငန်းနာပြီးတော့ပင်လယ်တစ်ပြင်လုံးရှိတဲ့ရေထို့အတူငန်းတယ်လို့သိပြီးသခဲသို့ဟိတ်တာယုံနံတွေကိုကအစ္ဆတယုံနံငါခြေလို့ပင်လယ်ရေဇွန်းနဲ့ကငန်းတယ်လို့တဲ့ဗျအစ္ဆတဟာယုံနံအပြက်ကိုမြင်လိုက်တော့ဗဟိတယုံနံပြက်တွေကိုပါမြင်တော့လေဒီမောပရိသအာကိုခြင်းကြရလည်းမရှိဒီယုံနာပြုပြရပါပဲဒီယုံနာရဲ့ဗါတဲ့ကျွတ်တို့လေဒီစတော်ကြီးကငါတလုံးနဲ့သုံးငယ်ကျဲသုံးသွဲမြုံလိုက်ပုံတိုက်တုံးဟဲ့တဲ့ဆူညာမြုံလို့ကမချမ်းပူလျံကတောင်းကြီးဟီအမြဲငဲတစီမဆဲငါချွေတော့အပယ်မိကအပြည့်ကုန်စင်ဘုံတခွင်တွင်တွင်လောက်မြဲဟီပြောင်ငယ်တိုက်ဟစ်ပါပြီအမိုက်ကဝတ်ွယ်ကာမဝတ်ပြကိလေသာဝတ်ပြတောင်းတရဲ့လုံးရဲ့တွေ့အောင်မဲ့အမိုက်ကဝတ်ွယ်အဖြစ်မစဲငါးထွာရအာယုပြုလိုက်တော့လေဟောခုတရားနာရင်မျက်စိနာလျာကိုအဖြစ်မစဲအတိအာယုငလေးတွေနဲ့လဲပြီးတော့ကမှတဲငါကျွေးတကယ်မလို့ကူကလာမောက်တော့တယ်နောကဘာဖမလာလဲအခါခုတွင်တစ်ခုကဝင်ရလေအခုလိုပဲတဲ့ဗျတရဝါတကောင်အနေနဲ့မအိုးခြင်းမဲနဲ့အိုးမနာခြင်းမဲနဲ့နာမသိခြင်းမဲနဲ့သိပြီးတော့လေဒီမှာပြိဿပူဆွေးဒုက္ခတွေနဲ့မအိုးခြင်းမဲနဲ့အိုးမနာခြင်းမဲနဲ့နာမနာခြင်းမဲနဲ့နာမသိခြင်းမဲနဲ့သိပြီးတော့ပူဆွေးဒုက္ခတွေနဲ့အခါခုတွင်တစ်ခုကဝင်ရဟာလေသင်္ခတဒီယုံနာရဲ့လို့ဆံပြားနဲ့ခြေပြားပြုမြင်ရပါပဲဒီယုံနာရဲ့အထုတ်ရပါပဲဒီယုံနာရဲ့ဒီယုံနာငေါဟောင်းညမတင်စီနိုင်လို့ဒီမိတွေပါတဲ့မာမဟာငြိမ်းကြမယ်လို့ဒါကြောင့်လေဒီဆရာတော်ဘုရားကြီးကအဲ့ဒီမိတွေမြင်လာတော့
ကြောက်ဖွယ်ရာကြီးလို့ထင်တော့ကဘယ်ရညာဘယ်နှချောင်းလုံးမြတ်ဟိုထဲမဲ့ကူသွားပြီမြို့ဘာနာပဲကူတိရလာကလွန်ခဲ့ပါပြီဗျာဘယ်လိုကြည့်ကြည့်အကြည့်မခံရုံနာအပြစ်တွေမြင်မြန်တော့အာဒီနဝခေါ်တဲ့ညာဘယ်နှချောင်းလုံးမြတ်ဒီစင်မောနေဖြင့်ဒီဒုက္ခတွေဖြစ်တော့မှပဲလို့သိရင်တိုက်ကြည့်တဲ့နေတဲ့လူသည်ငရင်ကလှုပ်တော့တိုက်ကြည့်ပြိုးပြီးတော့မယ်လို့သိရင်မနေခြင်းတလို့ဒီယုံနာမောညီငွေတဲ့နိဗ္ဗိန္ဒခေါ်တဲ့ညာဘယ်ချောင်းလုံးမြလွတ်ချင်းတော့ဘယ်ကပါလိမ့်ခန္ဓာဝန်ကလွတ်ချင်းတော့မုံစီတူကမြတာခေါ်တဲ့ညာဘယ်နှချောင်းလုံးအပြင်းမြန်ကြည့်ပฏิသင်္ခာညာတို့ဖြင့်တက်လာပြီးခါပฏิသင်္ခာညာထဲလိုက်တော့ဘယ်နှချောင်းလုံးချိုးထားနော်ညာစဉ်10ချက်ရှစ်ချောင်းရှိသွားပြီနည်းနည်းလေးတူတော့လေသဘောမပေါက်မှကျုပ်စိုးရိမ်ပါလေဗျာဥပမာလေးနှောက်လိုက်ရင်တော့သဘောပေါက်တော့ကဲကိုင်းလူတယောက်ငားနှိုက်တဲ့ပြုတ်တွင်းနဲ့ကျွန်းနဲ့လက်မောင်းရင်ထိအောင်တအားကျုံနှိုက်မဲစီနဲ့ရွှွန့်နေနဲ့ထိကမတွဲပြီးဝိသကြီးလေစီကိုဆုံးမိတာဝိသကြီးဘာဆုံးမိလေစီပြီးအောင်ပြောဂုံကိုကဖြစ်သွားမယ်လေစီဆုံးမိတော့ငါနှိုက်တဲ့လူလေတွေ့ပါကွာငါအုံးနဲ့ကြီးသဘောကျငရအုံးနဲ့ကြီးဆိုပြီးတအားဆွဲထုတ်အရှိကြီးပါလာဟာတော့မင်းဟေးဟာမွေကြီးဟာလမ်းသွားတဲ့ပြုမွေကရင်သေးတယ်လို့သိတတ်တဲ့လူသားကရေမွေကြီးသူ့လက်ထဲကြာထားခြင်းမလားလွတ်ခြင်းမလားပြိဿလွတ်ခြင်းပါဗျာဘာလို့လွတ်ခြင်းနဲ့မွေကြိုက်တော့ဘာဖြစ်မဲဒါဖြင့်လွတ်ခြင်းတာအသေးလွတ်ခြင်းလို့ဆိုတာသဘောပေါက်ကြလားပေါက်ပါဗျာဒါကြောင့်ဒီမွေကြီးလက်ထဲကလွတ်ခြင်းတယ်လို့တဲ့ခင်ဗျားတို့ကျွတ်တို့ဘဝခန္ဓာတွေပြောင်းပြီးတော့ဘယ်ဘဝမှာအတ္တိရနေရတယ်လို့မရှိဒါကြောင့်လဲကျွတ်တို့ဘုရားကိုယ်တော်မြတ်ကြီးဘုရားဖြစ်တော်မူပြီးကာဇကအနကဇာတိတန်တာရအစရှိတဲ့ဖြင့်ဟဲ့တဏှလက်သမားနင်းဆောက်တဲ့ခန္ဓာအိမ်ဒီဟာလေကျင့်ဖန်များစွာဆောက်တော်လေဘယ်သောအခါမှခိုင်နေမြဲတယ်မရှိဘဲနဲ့မခိုင်မမြဲရိုင်လဲပြည့်စည်ပြီးတော့လာခဲ့တယ်တင်ပို့လွတ်လိုက်တဲ့ဘဝတန်တရားကြီးငါတခါမှမသိတဲ့ဘဝမတွေ့ခဲ့ငါဘဝတိုင်းသိအောင်တတ်တာနေငါခန္ဓာအိမ်နဲ့ကျင့်ဖန်များစွာဆောက်တာနေဒီတခါနဲ့အတန်ငါမခံတော့ဘူးဟဲ့တဏှာလက်သမားခန္ဓာအိမ်နဲ့သင်ဆောက်တာငါမခံတော့ဘူးသင်ကိုငါဒီတခါတော့ငါကပြန်ပြီးတော့အရဟတမနဲ့တတ်မဟဲ့လို့တတ်နိုင်ပြီလို့ဘုရားကိုယ်တော်မြတ်ကျင့်ဝါတော်မူခဲ့ပါစီမှန်လားပြိဿဒါကြောင့်ပြိဿရေဘုရားကိုယ်တော်မြတ်ကြီးကျင့်ဝါသည့်အတိုင်းခမည်းတော်လည်းမြင်စေသိစေခြင်းလို့မွေကြီးလက်ထဲကလွတ်ခြင်းတယ်လို့အပင်မလွတ်တဲ့ဟောဒီခန္ဓာဝန်ကလွတ်ခြင်းနဲ့သဘောကမုံစိတုကမြတာခေါ်တဲ့ညာအသေးလွတ်ခြင်းတာကိုဗျမှန်တော့သေးချာနောက်မွေကြီးခေါင်းပေါ်ရမ်းပြီးတအားလွှင့်ပြည့်တဲ့ပြုတ်လွှင့်ပြည့်ပြီးသုံးနဲ့ပြည့်ပြီးတော့ဒီကောင်းကြီးငါနောက်ကလိုက်လာသေးသလားလို့စိတ်မချလို့ပြန်ပြီးတော့ကြည့်တဲ့သဘောကပฏิသင်္ခာညာဥပမာဥပမေးရလေးခါကြည့်ပေါ်ပြန်ညာကလေးနဲ့မှန်လားပြိဿကြီးခန္ဓာပြင်းပဲတစ်ချက်ရှိပြီလို့ညာစေရှင်းချက်ပဲကွာငါဥပမာနဲ့သဘောမပေါက်မှစိုးရင်လို့ထပြောတာရှင်းခုရှိသေးတယ်ဟဲ့မုံစီတုနဲ့ပฏิသင်္ခာကိုကြည့်တရားနာပြိဿတဲ့ကလည်းဘူးနေကလည်းဘူးခြေထောက်ကလည်းဘူးခိုးစရာကလည်းမရှိ
Hamale Pila Puyala Puche, Valapudo, Ayajimia doing Comavelo. I go Lando Apuza Kanlevoma, Athena Mani the Low, Jaroli. Yenere you nothing Kara will look it up like that in Kama. The Karu Pika Kore, Nya never is that shit head, the head of Laudo. Body back here, the other Konovani, a Siliore, and Uloma Korenia, Bershaduya. Any Nyansin said a deputy Ogama, a chief can be Barika, Nibi, Layovi, Uvazanulo, Horiga, a Divagabu, Nayaji, the low, Nyansin got the way, could the Rabunya, I take a lepido when I had a low, Neburema, I Nali, drink when I had a low, Timavida, any Linia Lapidoli, ho, Pugale Moy Nalaya the low. With Matananya Malute, Mustana Tati Kota Rabunya, do you get Nevan Ovele, the secret of that if you may young Patati, that if you Ponyanga Jalo, ho, Kalemali, Metukale, Diana Beza, Tamema, Tapozo, Kue, Tatina Wisi Kesaquare, Tota Vamale, Pia Shalero, Eda Kalema live up his what? A daughter of Shita Suda, a paragraph big what? Daughter of Shita Suda was it. A paragraph big daga, a pay young John de Lolo Lamba Lulu. Sina no. A pajara vavu ja on low. A paragraph big daga, young John de Malo. Shin no, show money in it. Gavin called me, the thought of shit to the Barnabana Buta. Give you what's in our so. Oh, the little time in Yadida. Yes, in a wizzy case. Viva Yakamia, dear than a mule canny. Take in a wizzy case of your Davia. Take his Suda Bavali as you, ya. Tota built a Techiga, the Mateti Pilumia, Mesa Deti, Majude as you built up with Kiana Govia. But I know, take him built there, they are not Vita. Majuda built what? Well, Majuda, Nadu, why are Jamima Boko that the Eddie Majude as you remember you over. Take a chance, see the Paramata, the other at your winner. Yo, na, Lokaji, Dina Kushida Valalo. Erigado, a mere Malaya, Guayan, Techi Guaro, the Guavula Veda. David Techi built there so that a Mari Piaubi, a man young water was with Shimuna Veda. Dig, ja, Mamma Ganga Soya Naina with the Kesalo Kovadi. Every with the case had in a quarrodi, the teaching a with the case of Kalema, the thought of Shiavarodi. But I pay with all of it. I thought of Pido Diana Visa, the Yawadi Lefino. Kalema Lipit and Wabo, terminally wet. You found only Kazanti, look up here, Kayo, Bobido Tempo. A fellow who got the Milimalada Jaro. Let couple Messi didn't be long let hair kind be dog. Naila a like Bobia. Naila a like Pianid of the Milega of Zanipe. Come in only go over Lennon, a friend of Malu. Hey, Tamibu Calavo. A Tangale baby dog, a pretty tiny como, Tamin down the list, Zwalk and Charlie. Ain't it a pogy lamp we don't let her kind of loans on it the young good. The million, the Aquabi. How many they pray so be led on like a load of you? Putting your look with you. Ha! Pia. Hey, Kulun Kunjavi Chemaye. Tami, Luka, Ale Mamadi. Male a village and not a meeting at that 12 feet to my A poji Chimakai, Lamakai, Chilo,
ဒီမဲ့တရားနာပိဋကလဲသွားတဲ့သမီးလေးသွေးအိမ်ထဲကကောက်လဲပင်အောက်လက်ကလေးရှိုးမျက်နှာလေးပေါင်းမောတင်လို့မဲစီလေးလှုပ်လှုပ်မဲသမီးဒုက္ခအလိမ္မာမကြီးအဖေမကြည့်ရတော့ပါဘူးအဖေလက်ချက်နဲ့ငါသမီးရင်ညွန်လွန်ကြီးစိုက်နေပါဗောလားသမီးရဲ့တန်ကြလို့အဖေအိပ်ပြောနေရမှာအမှတ်တမဲ့ရောင်းပြီးတော့တွက်လိုက်တာဒီလက်ချက်နဲ့သာအသက်ထွက်ရင်ဖြင့်ဟမလေးလောကကြီးကိုသမီးကိုတတ်တဲ့ဖခင်လို့ပြောစမှတ်တွင်ကြတော့မှာပါပဲအလိမ္မာမကြီးအဖေခေါ်နေတဲ့ငါသမီးတွေထူပါအောင်တော့လာလို့ဆိုတော့မဲစီလေးလှုပ်လှုပ်အမေကလေးမလေးမျက်လုံးပွင့်လာဟောဟေးသမီးကြီးတည်းရပြီရပါတယ်ဖေသမီးတည်းရပါတယ်ဖေသမီးဘာနဲ့နေတော့ငါသမီးကြီးအိုးငါသမီးကြီးဖေမကြည့်ရပါဘူးအဲ့ဒါလို့ပြောလိုက်တော့ကလေးမလေးကအဖေသမီးမနေရတော့ပါဘူးဖေရဲ့မဟုတ်တာပဲသမီးရဲ့ငါသမီးကြီးကိုအဖေပွေထားတယ်ငါသမီးကြီးမသေးရဘူးဟောဒီအလိမ္မာမကြီးပဲနေတယ်မသေးရပါဘူးအဖေမသေးရဘူးဆိုပေမဲ့လို့ဖေရဟောတဲ့အနိစ္စကလက်မခံဘူးဖေရဲ့သမီးလေးဟောလွန်ခဲ့တဲ့3 နှစ်ကျော်လောက်တုန်းကဖယားကိုတော်မြတ်ကြီးဟောကြားတော်မူလိုက်တာကမရဏမေပဝိတ္တိအဖေတနေ့ကျတော့သိရမယ်ဖေရဲ့ဖေရဟောတဲ့အနိစ္စသမီးဆင်ခြင်းမိသားမို့သိရမှငကူကသိပြီးသားမို့အဖေသမီးသိထားတဲ့တရားနဲ့လွဲတော့မယ်မဟုတ်ပါဘူးသမီးမနေရတော့ပါဘူးငါသမီးဒီပဲလေဟာဒီရှောက်ပြောနေတာတို့သမီးရဲ့ဖေသမီးလေဟိုဖယားကိုတော်မြတ်ကြီးနဲ့နှစ်ခါဆုံးတယ်ဖေရဲ့ဗျာမဟုတ်ပါဘူးသမီးရဲ့ငါသမီးလွန်ခဲ့တဲ့3 နှစ်လောက်တုန်းကတစ်ခါဆုံးတာလေငါသမီးသူ့ကျွဲအိမ်ဖယားတရားနာတော့ကတစ်ခါတည်းဆုံးတာလေနှစ်ခါပါဖေရဲ့လက်လေးနှချောင်းထောင်ပြဟုတ်သေးပါဘူးလေအဖေလွန်းစုံနဲ့ခိုက်ပြီးတဲ့တရားနဲ့ငါသမီးကြီးသွေးယူသွေးတာနေပြောကုန်ပြီထင်ပါရဲ့သမီးတစ်ခါတည်းဆုံးတာနော်ဟုတ်ပါဘူးဖေရဲ့သမီးနှစ်ခါဆုံးတာဖေရဲ့ကဲနှစ်ခါဆုံးမှုပြောစမ်းပါဦးများဘယ်နဲ့တော့ငါသမီးကြီးဖေထမ်းထမင်းဖို့နောက်ကြတာတော့လို့ဆိုတော့ဖေသမီးလေအဖေထမ်းထမင်းဖို့လာရင်းနဲ့လမ်းမှာဖယားကိုတော်မြတ်တရားဝဲကြီးနဲ့တွေ့တဲ့ဖေရဲ့ဖယားကိုတော်မြတ်တရားဝဲကြီးတွေ့လို့ဖေတရားဝဲဝင်ပြီးတော့တရားနာလို့သမီးနောက်ကြတာပါပဲဖေရဲ့ဖယားတရားတော်ဝင်ပြီးတော့နာလို့သမီးနောက်ကြတဲ့ဖေရဲ့ဒါကြောင့်သမီးလေဖယားမှာနှခါဆုံးနေဖေရဲ့ဖယားနှခါဆုံးပြီးတော့တရားထုံခဲ့ပြီမဲ့လို့သမီးလေသေပါညာကိုင်းကြုံမောလာတဲ့ကိုင်းသေရောပြုဘယ်ရည်ကလေးမလေးပါဖြစ်သွားသေရောပြုသေလဲသေရောအဖိုးကြီးပြူးသွားမျက်လုံးစက်ကလေးလေကြခောက်ကနေအနိစ္စရောက်တဲ့သမီးလေးသေသေးချာချာကြည့်ဟောဟဲ့သမီးဒုက္ခအလိမ္မာမကြီးမလေးစကားပြောလို့လည်းခေါ်လို့မရတော့ပါဘူးဒုက္ခရဲ့မိမနိုင်မကြီးရဲ့မလေးဖယားတရားတော်ကိုအရင်တစ်ခါဆုံးပြီးတော့ထုံမဲ့တုန်းကနာခဲ့တုန်းကအဖေကိုပြန်ပြီးတော့ဖောက်တဲ့ချတနေ့ကြတော့အဖေသိရမှာရဲ့ဖေရဲ့ဒီထဲငါသမီးကြီးပြောတဲ့စကားအဖေနားတွေကမထွက်ဘူးအဖေအသက်တိုင်းဆိုရင်အဖေကသိရမှာဆိုပေမဲ့လို့သမီးကအရင်သိမယ်လည်းမသိတချို့ကြီးတဲ့လူတွေသိကုန်ပြီရွယ်လူတွေသိကုန်ပြီငယ်လူတွေသိကုန်ပြီနဲ့သိချင်းတဲ့ဟိုတကယ်သိထားတဲ့မိမလိမ္မာကြီးအဲ့ဒီတော့ကဖယားတရားတော်ကိုအဖေပြန်ဖောက်တဲ့ချပေမဲ့လို့ခုတော့လေငါသမီးကြီး
လမ်းနောက်တစ်ခါဆုံခဲ့တဲ့ဖယားကိုရောများဟောတဲ့တရားတွေကိုအဖေပြန်ဖောက်တဲ့ချပါအောင်တော့လားသမီးရဲ့ဒုက္ခရဲ့အလေးမမကြီးအဖေကိုပြန်ပြီးတော့တရားဓမ္မတွေဖောက်တဲ့ချပါအောင်တော့လားတရားဟောပါအောင်တော့လားမိမလိမ္မာမကြီးရဲ့အခုတော့ကိုသမီးကိုတတ်တဲ့ဖခင်မို့လောကတခွင်အဖေပဲလို့လုပ်ပြီးတော့မျက်နှာပြရပါမထုံးရဲ့လို့သမီးရတနာရဲ့လေထီးကျန်ကဖခင်ကိုထားခဲ့တော့မလားဟာအမေငိုသဗျို့ဖိုးကြီးသမီးရတနာရဲ့လေထီးကျန်ကဖခင်ကိုထားခဲ့တော့မလားဟာတန်ရုံးစင်များကအကျဉ်းသားတွေကစုံလှကြည့်ရဲ့မြင်လာကုန်ဝိဟတန်တွေကနောက်လူအောင်ပါသမီးရဲ့ဒုက္ခအလေးမမကြီးဟမမင်းအဖေမတော်ထောက်ရှူစန္နာကပါတဏ္ဍဝဟာတဏ္ဍဝဟာဟောဒီအဖေကိုတော့ထောက်ရှူစန္နာကငိုလိုက်ပုံတော့ဗျာကံငိုတယ်လို့မှတ်ပါဗျာကြားနေရောဒီလားဘိုးကြီးငိုဘူးလားပြိဿဩအရင်တော့ကတော့ကျုပ်လည်းတော့မှားတဲ့ဘုန်းကြီးပေါ့မဆိုကျုပ်တရားဝဲဘွားကြီးတွေမျက်ရည်ကျကျုပ်ကအကောင်းထင်တရားဘုန်းကြီးကိုအသုံးမချဖြစ်ကိုတရားဟောတိုင်းလူတွေမျက်ရည်ကျရင်ကြောင်းကြကြွားသေးတာငါဟောတကွာမင်းမကြီးကိုငိုတကွာမလေးလူတွေကိုမျက်ရည်ကျကုန်တာကျုပ်အကောင်းထင်တာနောက်တော့မှကျုပ်မှမှန်းသိတယ်တရားအေးအောင်ဟောတာမင်းတိုင်းပြည်လဲမီးရှို့နေတာအခုတော့မျက်ရည်ကျအောင်ဟောပါဘူးဒီချိန်ကြီးထိနာတော့လေပြင်းတဲ့စိတ်ကလေးပျောက်အောင်တပုတ်လောက်ပါပဲဗျာဒါပါပဲတော်ပါပြီနောက်တာကြောင့်တရားနာပြိဿဒီလိုနဲ့အဖိုးကြီးကဒီလိုသမီးကလေးအတွက်တရားနာပြိဿကိုအပူရတဲ့ဖြာပြီးမျက်ရည်ကျချုံးပွဲချငိုတော်လည်းပဲသူ့သမီးလေးကတော့ဟောဒီဘဝကစုတေးအိတ်တော်ယောက်ျားနိုးတော်လားလို့လက်ပြေမနတ်သမီးသောတာပန်လေးဖြစ်ပါလေပြီသောတာပန်နတ်သမီးလေးဗျပြေသာကြီးကလေးမလေးပါဖြစ်နာမသိဖះတော့ပဲသိမတော့မြမသိပဲမဲ့သောတာပန်နတ်သမီးလေးဖြစ်ပြုတ်ဖြစ်ပြီးတော့သူကလည်းဒီအပူကြီးနဲ့ပေါ့လေသမီးလေးအတွက်အပူတက်ပြီးတော့အကုချစ်ရှာလိုက်တော့ငါသမီးကြီးပေကနီးကလာသိချင်းတရားသိသူ့ပူပန်ခြင်းမရှိသို့တော့လည်းပဲလေငါလည်းပဲငါသမီးလေးအာကုတဲ့အတိုင်းငါသမီးအာကုတဲ့သူ့အဖေဖရာထံပြေးရင်တော့ဖြင့်အပူပဲကကင်းဝဲလောက်ကဲဆိုပြီးဟောဖရာထံပြေးပြုမှန်ပါဗျာတပည့်တော်ဒုက္ခကောင်းကြီးကဲတော်မူပါဗျာဟဲ့တကဘာဖြစ်လာသလဲမှန်ပါဗျာတပည့်တော်အင်မတန်လိမ်ပါတယ်အင်မတန်တရားဓမ္မဝါဒနာပါတယ်တပည့်တော်ရဲ့သမီးအလိမ်မမဲ့ဒုက္ခလေးလောကကြီးထဲမှာမရှိတော့လို့မှန်ပါဗျာသမီးအတွက်ရရမအေးဖြစ်မိပါဗျာတပည့်တော်လက်ချက်နဲ့သေသွားလို့ကိုသမီးကိုတတ်တဲ့ဖခင်ရဲ့လို့လောကဇဂတ်တွင်စရာအကြောင်းလေးကိုတန်လျာဝင်လို့မှန်ပါဗျာတပည့်တော်အပူမအေးကြောင်းပါဗျာဟဲ့တကားတော့တတိထားလို့ဒီကဲ့သို့သမီးပေလို့သားသေးလို့လင်းသေးလို့မရသေးလို့ငိုခဲ့ကြတဲ့မျက်ရည်တွေဘလောက်ရှိသလဲဆိုတော့နားထောင်စားဟဲ့လို့ဘုရားကိုယ်တော်မြတ်ကမဟာသမုဒ္ဒေသူဇလံပရိတကံတရောဟောအတုဇလံအနဘကံဒုက္ခေနဟာဖုဋ္ဌတာနရသသောစတောကေဟိကရဏသောကဝတပမစ္စတိဒီဒေသနာဟောပါဗျာတကားတော့တဘဝမကအနမတက်ကတန်ရာကစလို့ဒီလိုသေးကြလို့လွန်းလာကြပြီးတော့လင်းသေးလို့သားသေးလို့မရသေးလို့ဖေးသေးလို့မေးသေးလို့ဖိုးသေးလို့ဖွားသေးလို့ငိုခဲ့ရတဲ့မျက်ရည်တွေစုထားမယ်ဆိုရင်ဖြင့်မဟာသမုဒ္ဒရာကြီး၄ဆင်းလောက်မကတော့ပြီတက္ကမကြီးတွေမှတ်သွားကြငိုတန်တဲ့ဖွားကြီးတွေကျင်းမဲ့ဘဝတိုင်းငိုခဲ့တဲ့မျက်ရည်စုထားသမုဒ္ဒရာ၄ဆင်းမကဘူးတဲ့ဗျကံညာအခုတက္ကမကြီးတွေချင်းဒီဘဝငိုတဲ့မျက်ရည်ပြန်ကြည့်စမ်းပါလက်ဖက်သောကတဝက်လောက်တော့ရလောက်သေးဘူးလားတချို့ကကြမှာကမယ်ထင်တယ်နော်အဲ့ဒီကဲ့သို့ဘုရားကိုယ်တော်မြတ်တရားပြလိုက်တော့ဆေးချက်မိတဲ့လူမမထထိုင်းနိုင်တယ်လို့အဖိုးကြီးအပူဘေးကအေးသွားတော့ပေါ့အေးပြီးတဲ့နောက်မှန်လားပါဗျာတပည့်တော်
သာသနာပေါင်းဝင်ထိုင်ဟန်ပြုရစေပါဗျာသာသနာပေါင်းဝင်ထမ်းရဟန်ပြုရစေပါဗျာရဟန်ပြုခွင့်တောင်းကဲတကားတော့ဝိတ္တပေါ့သင်သမီးအတွက်လည်းရတဲ့မအေးမရှိနဲ့တော့သင်သမီးဒီငါဖယားနဲ့နှခါဆုံးသည်ငါဖယားနဲ့နှခါဆုံးပြီးတော့တရားထုံးတဲ့ကလေးမလို့ခုနတ်ဘုံရောက်သေးသည်နတ်ဘုံကြပြန်တော့လေသောတာပန်နတ်သမီးလေးဖြစ်နေတဲ့တကားတော့တဲ့ငါဖယားသည်သင်သမီးလွန်ခဲ့တဲ့3 နှစ်ကျော်လောက်တုန်းကမရဏနုတ္တိကမ္မထံတရားပြပြီးဒီနောက်ဒီကနေ့သင်ထံထမင်းဖို့လာရင်သင်ထံရောက်ကသင်လက်ချက်နဲ့ဒီလိုသေလိမ့်မယ်ဆိုတာငါဖယားသိတော်မူသည်ငါဖယားသိတော်မူပါသဖြင့်သူရဲ့မက်ဖို့ဥပနိတရာရှိမရှိကြည့်လိုက်တော့အပေရကပြိမကိုငါဖယားသိလို့ငါဖယားလမ်းကစီးပြီးတော့ဟောဒီသမီးအတွက်တမင်းသက်တဲ့တရားဝဲကြီးချရသည်ဒါကြောင့်ငါဖယားတရားတော်ကိုနာ၍နှခါဆုံးယုံမြဖြင့်ပင်သမီးသည်သောတာပန်ဖြစ်၍နတ်ဘုံသို့ရောက်ရလေသည်တကားတော်လို့အဲ့ဒါလို့ဟောပြသမီးအတွက်လဲနတ်သမီးသောတာပန်ဆိုတော့စိတ်ချမ်းသာသွားတော့ပေါ့ဗျာစိတ်ချမ်းသာယုံနဲ့မကသူလည်းပဲတရားနာပိဋကကြီးဘုရားသာသနာဝင်ထားရဟန်းပြုလို့ခုနှစ်ကကလေးမလေးတက်တော့ဉာဏ်စဉ်တွေကိုအချက်ပိုင်တက်နိုင်တဲ့အဖြစ်နဲ့ပဲဟောတမဲ့မှနှစ်မဲ့နမဲမှာသုံးမဲ့မှာလေးမဲ့မှာလေးဖို့ဆိုကူး၍အဖေဖြစ်သူရကန်းသည်ကြီးလေအသဝကုန်ခံ၍ယဟန္တာကြီးဖြစ်ရရှာလေတော့တရီဘေးလာကြီးကျုံဟောတဲ့တရားကောင်းစဉ်ပါတယ်ဟေးနှခါကလျှော့ဆုံသေးလားဟိပိုကောဆုံရလားဟိဒီတဘဝမှာသူဘယ်နှခါဆုံသွားလို့ဟိအဲဒါကြောင့်ကျုပ်ကရုပ်ရှင်ဖရာတစ်ခါဆုံလိုက်တော့ကျုပ်ကနှစ်ခါဆုံလိုက်ဒါကြောင့်တိတိကျကျဆုံတဲ့တရားဟာအခုဏီကုန်းခဘအပြီးသတ်ပါပြီ12 နာရီထိုးတော့မယ်ဗျာခင်ဗျားတို့လည်းပေဒီကုတ်ကထိုင်းတာကျုပ်လည်းနှက်ဖင်ကရောတောက်လျှောက်ဆိုပါစို့ဗျာတရားပွဲတွေနှက်ဖင်ကကျုပ်ကောက်ရိုးဘုံဟောရမှာဖြစ်ပါတယ်တရားနာပြိဿနော်ဒါကြောင့်ဒီကနေ့ည12 နာရီထိုးကဏီကုန်းခဘအပြီးသတ်လို့မေတ္တာပို့ရုံလေးတော့ခိတ္တဆိုင်ကြကိုင်းဆိုကြစမ်းပြုတကဘာလုံးမှမြတ်တတာချမ်းသာကိုကံပြဆိုလိုက်တကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေကြံသေးလားတကဘာလုံးဘုသူချမ်းထားသေးတယ်မတဲ့တဲ့လူတွေရောမိအေးလို့လားမေးရသေးတာမိအေးမြစ်တာပို့တာ30ပုံချမ်းသာရပါစေမောင်တုတ်ကြီးအလုံးမောင်တုတ်ကြီးကသူနဲ့မတည့်ဘူးဗျခင်ဗျားတို့လည်းချမ်းထားမှာစိုးလို့ချမ်းသာလားပြိဿကဲဒါပြန်ခင်ဗျားတို့ဘုန်းကြီးပို့လိုက်မယ်ဘုန်းကြီးပြန်ပို့ကြအားလုံးကုန်ရတဲ့ညကြွရောက်လာကြတဲ့တရားနာပြိဿကြီးချမ်းသာကြပါစေဟောသူများကြရန်ကြီးကြံရွယ်လုံးကိုဘုန်းကြီးပို့တဲ့မေတ္တာကပိုက်ထဲပြီးဘုန်းကြီးပြစ်ထားခဲ့မလို့ကြည့်လေကျောက်ကပို့တော့ပြီးသားခင်ဗျားတို့ပြန်ရှာတော်ဘုရားလဲဘာပြောလိုက်မှန်းကိုမသိဘူးရှာတော်ဘုရားချမ်းသာပါစေဘောဗျအားလုံးကုန်ရတဲ့ညကြွရောက်လာကြတဲ့တရားနာပြိဿကြီးချမ်းသာကြပါစေလုံးတော့ကြိုးကြတွန်းတာမလုံးနဲ့အားလုံးကုန်ရတဲ့ညကြွရောက်လာကြတဲ့တရားနာပြိဿကြီးကျမ်းမာကြပါစေကဲသာရုမြိုင်ကြီးခေါ်ဖို့ကြိုးစားထားတော့အိမ်ပြန်ပို့လိုက်အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေ့ကြလျင်ချင်းနေဖုံမုံစိတ်တွေပြစ်ပြသည်ဒီတော်မိမိတို့အင်္ဂါဌာနသို့နိဝတ္တတုသိခံရတာပြန်ကြပြီတော့နိဝတ္တတုမေတ္တာရဲ့ဘခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရအများစီရောခြေကလာဆွေကလျောင်းမိကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း